ငကားဖြစ်ဖို့မအောင်မြင်သွားခဲ့တဲ့ကျမဟာလူလောကတွေကငွေဖြူလေးတစ်ကောင်အဖြစ်ပြန်မွေးဖွားလာခဲ့တယ်။ဒါပေမဲ့စောင်းခုနေတော့လူတစ်ယောက်ရဲ့ကြောက်ခင်းနဲ့ထုသက်ခံရလူနီးပါးဖြစ်သွားခဲ့တယ်။ဒေါသထွက်သွားတဲ့ကျမကသူ့ကိုကိုက်တက်ဖို့ပြင်လိုက်ပေမဲ့သူ့ခန္ဓာကိုယ်ထဲကထွက်နေတဲ့ငကားငွေသက်ကိုသတိထားမိလိုက်တယ်။အရင်ကကြင်ကြံစင်ကကြားမှုလာအရလူလောကရဲ့ဘယင်းတွေဟာငကားစွမ်းအားကိုပိုင်ဆိုင်ထားပြီးကောင်းကင်ရဲ့ကာကွယ်မှုကိုရရှိထားကြတယ်။သူတို့ကိုအနေနဲ့ပေးမိရင်အဆုံးမရှိတဲ့ကံကြမ္မာအကျိုးဆက်တွေတင်ရတတ်တယ်။ကျမကငကားဖြစ်ဖို့မအောင်မြင်ခဲ့တဲ့ငွေတစ်ကောင်သာဖြစ်ပြီးဒီအသက်ကလည်းကောင်းကင်ကပေးထားတဲ့နောက်ဆုံးခွင့်ရဖြစ်တယ်။ဒီလူကိုတတ်မိရင်ကောင်းကင်ကကျမကိုထပ်ပြီးခွင့်လွှတ်မှာမဟုတ်ဘူး။ဒါနဲ့စိတ်ရှိတဲ့အဆွေတွေကိုပြန်သိမ်းလိုက်ပြီးသူ့ကိုမတတ်တော့ဘဲနည်းနည်းလောက်ပိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူ့သွေးကိုမြည်ကြည့်လိုက်တဲ့အချိန်မှာတော့အယမ်းချုံနေတယ်။အဲဒါကြောင့်ကျမကအားရပါးရသွေးဆုပ်လိုက်တော့တယ်။သွေးဆုပ်ပြီးချိန်မှာတော့အဲ့ဒီလူရဲ့အသက်ရှူတန်းကပိုပြီးအားနည်းလာခဲ့တယ်။အချိန်ထဲမှာပဲကောင်းကင်ပေါ်မှာမိုးကြိုးတန်တွေထွက်ပေါ်လာတယ်။ဒီလူတည်သွားရင်ကောင်းကင်ကအပြစ်အားလုံးကိုကျမအပေါ်ပုံချမှာတည်ကြတယ်။ကြောက်လန့်သွားတဲ့ကျမကအသက်ကယ်ဆေးပင်တွေကိုရှာဖွေစုဆောင်းပြီးအရင်နှစ်ကသူ့တန်ရာတွေကိုကုသပေးခဲ့တယ်။တချို့ဆေးပင်တွေကစိုးရိမ်ပါတာကြောင့်ကျမရဲ့အရေးပြားတောင်ဆုပ်ပြေးသွားခဲ့တယ်။အားနည်းသွားတိုင်းသူ့သွေးကိုနည်းနည်းစီဆုပ်ပြီးအားပြန်ဖြစ်ရတယ်။ဒီလိုနဲ့3ရက်တိတိကုသပေးခဲ့ပေမဲ့သူ့အခြေအနေကပိုဆိုးလာခဲ့တယ်။ခန္ဓာကိုယ်မှာတိမ်မြင့်ငွေသက်တောင်ပေါ်လာခဲ့တယ်။အဲ့ဒီအချိန်မှာမိုးကြိုးတစ်စင်းကကောင်းကင်ပေါ်မှာထပ်မံပေါ်ထွက်လာတယ်။ကျမတိတ်ကြောက်သွားခဲ့တယ်။ဒီမိုးကြိုးသာကျမကိုထိသွားရင်ပြာဖြစ်တောင်မကျန်တော့ဘူး။နောက်ဆုံးမှာတော့ကျမရဲ့ကြံရှိနေသေးတဲ့ကြင်ကြံမှုစွမ်းအားတွေအားလုံးကိုသူ့စီလွှဲပေးလိုက်တယ်။သူ့အသက်ရှင်လာရင်အတိုးချပြီးပြန်တောင်းမယ်။တင်းရင်တော့သူ့အသားကိုစားပစ်မယ်။ဒီလိုတွေးရင်ကျမအိပ်ပျော်သွားခဲ့တယ်။ရှောင်ရင်ကျက်မျက်လုံးဖွင့်လာတဲ့အချိန်မှာသူ့ရင်ဘက်ပေါ်မှာမွေးဖြူလေးတစ်ကောင်ခွေနေတယ်။သူဟာလူမဲဝတ်ထားတဲ့လောက်ကျန်သမားတွေရဲ့လိုက်လံတက်ဖြတ်မှုကနေလွတ်မြောက်ဖို့ပြေးရင်6ပန်းပါအောင်ပြုတ်ကြခဲ့တာ။ဒီတစ်ခါတော့တေးမှာပဲလို့ထင်ထားခဲ့ပေမဲ့မထင်မှတ်ပဲအသက်ရှင်လာခဲ့တယ်။အိပ်ပျော်နေတဲ့မွေးဖြူကိုကြည့်ပြီးသူစဉ်းစားမိတယ်။ငါ့ကိုဒီငွေကကယ်ခဲ့တာများလား။မဖြစ်နိုင်ဘူး။ငွေကလူကိုကယ်နိုင်ရင်ငွေနဲ့ဖြစ်နေပြီပေါ့။ဒီချိန်မှာကျမလည်းနိုးလာခဲ့တယ်။ကျမနဲ့ရှောင်ရင်ကျက်မျက်လုံးချင်းဆုံသွားတဲ့အချိန်မှာသူ့ခန္ဓာကိုယ်တောင့်တင်းသွားတယ်။ကျမကအိပ်ရာကနိုးလာလို့ဗိုက်စာနေခဲ့တယ်။ဒါနဲ့သူ့လက်ကဝတ်ကိုစားချင်စိမ့်နဲ့ကြည့်လိုက်မိတယ်။သူကတော့တင်းမာသွားပြီးဒီငွေငါ့ကိုစားတော့မှမဟုတ်ဘူးမလားလို့တွေးနေတယ်။လှုပ်ရှားဖို့ကြိုးစားပေမဲ့မရခဲ့ဘူး။ကျမကအဆွေနဲ့သူ့လက်ကဝတ်ကိုထိုးပေါက်တာကိုပဲကြည့်နေရတယ်။ခဏကြာမှတော့သူ့အံ့ဩသွားတယ်။ဒီငွေကငါ့သွေးကိုတောက်နေတာပဲ။တေချာကြည့်လိုက်တော့လက်နှစ်ဖက်လုံးမှာအရင်ကသွေးဆုပ်ထားတဲ့အမှတ်တွေရှိနေတယ်။ဒါဆိုဒီငွေမှာအစိမ့်မရှိဘူး။ပြီးတော့ငါ့သွေးကိုအမြဲတောက်နေတာပဲ။ဘာကြည့်နေတာလဲ။နင့်သွေးနည်းနည်းပဲတောက်တာပါ။ရှောင်ရင်ကျန်းကမေးလိုက်တယ်။နင်အစိမ့်မရှိဘူးလား။ကျမကခေါင်းကြီးပြလိုက်တယ်။သူ့အံ့အားတင်သွားတယ်။ဒီငွေကလူစကားနားလေတာပဲ။ကျွန်တော်ဘယ်နည်းရဲ့မိမျောနေခဲ့တာလဲ။သူမသိလိုက်ပဲမေးထွက်သွားတယ်။ဒါပေမဲ့ချက်ချင်းပဲရက်လိုက်တယ်။ငွေကလူစကားနားလေနိုင်နေဆိုပေမဲ့ပြန်ပြေမယ်လို့တော့မဆိုလိုဘူး။သူ့ရဲ့အရှက်ရနေတဲ့ပုံစံကိုမြင်တော့ကျမရေးချင်သွားတယ်။ဒါနဲ့အမိထိတ်လေးနဲ့မြေပြင်ပေါ်မှာစာရေးလိုက်ပြီးလှည့်ထွက်သွားခဲ့တယ်။သူ့အတွက်စားစရာသွားရှာပေးမလို့ဘယ်လိုပဲဖြစ်ဖြစ်သူကကျမရဲ့အနာဂတ်သွေးပန်လေးပဲ။ရှောင်ရင်ကျန်းကတော့ဘာဖြစ်သွားမှန်းမသိပဲကြောင်နေခဲ့တယ်။ဒီငွေကတကယ်နဲ့ငွေများဖြစ်နေပြီလား။အပြင်မှာအရန်အေးတယ်။သူ့တန်ရာတွေလည်းနာကျင်နေတယ်။ကျမမှလည်းကြင်ကြံမှုစွမ်းအားမကျန်တော့ဘူး။ဒါပေမဲ့သူမစားရင်သွေးလည်းမထွက်တော့ဘူး။အဲဒါကြောင့်အားနေနေတဲ့ခန္ဓာကိုယ်ကိုဆွဲတင်ရင်တောထဲကအသီးပင်စီတက်သွားခဲ့တယ်။ဒီနေ့အသီးတွေယူသွားပြီးသွေးပန်လေးကိုကျွေးလိုက်မယ်။ပြီးရင်တော့ဆုံးရှုံးထားတဲ့အားတွေပြန်ဖြည့်ဖို့သူ့သွေးကိုဝအောင်တောက်ရအောင်မယ်။ပြန်လာတဲ့လမ်းမှာလည်းဆေးပင်တချို့ထပ်ရှာလာခဲ့တယ်။ရှောင်ရင်ကျန်းကရင်းနှီးနေတဲ့ရှက်ရှက်အတန်ကိုကြားလိုက်လို့ကိုဝကိုလှမ်းကြည့်လိုက်တယ်။ကျမကပေးနေတဲ့အမီးလေးနဲ့တောတီးနှလုံးသုံးလုံးကိုပတ်ယူထားပြီးဆေးပင်တချို့လည်းတည်လာခဲ့တယ်။အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးရှောင်ရင်ကျန်းရဲ့ရင်ထဲမှာမဖော်ပြနိုင်တဲ့ခံစားချက်တစ်ခုပေါ်လာခဲ့တယ်။ငွေတေးသေးလေးတစ်ကောင်စီကနေလူသားဆန်တဲ့ကျင်နာမှုကိုသူခံစားလိုက်ရတယ်။ပုံပြီးအံ့ဩစရာကောင်းတာကကျမကတောတီးတွေကိုသူ့နှခမ်းသားအထိတည်ပေးလိုက်ပြီးနောက်တစ်ခါဆေးပင်တွေကိုကိုနဲ့ကြိတ်ချီကသူ့တန်ရာတွေပေါ်တင်ပေးလိုက်တယ်။ရှောင်ရင်ကျန်းရဲ့နှလုံးတွေကျဉ်သွားတယ်။ငွေလေးရဲ့ကိုယ်ပေါ်မှာတန်ရာတွေအများကြီးရှိပြီးဆေးနှံတွေပြင်းထန်နေတာအခုမှအကြောင်းရင်းကိုသိလိုက်ရတယ်။ငါ့ကိုကယ်ခဲ့တာနင်လား။ကျမကခေါင်းညှိလိုက်တယ်။ပြီးတော့ရှောင်ရင်ကျန်းကိုမျောလေးတကြီးကြည့်နေတယ်။မြန်စားလေ။ကျမရဲ့အကြည့်အောက်မှာရှောင်ရင်ကျန်းကတောတီးတစ်လုံးကိုကိုက်စားလိုက်တယ်။နောက်တစ်စက္ကန့်မှာပဲသူ့မျက်နှာကရှုံ့မဲ့သွားတယ်။ဒီအသီးကချင်းလဲချင်းနဲ့ဖန်လဲဖန်နဲ့ဒါပေမဲ့ဒီလိုရာဒီဥတုမှာစားစရာရှိနေသေးတာကပဲကန်ကောင်းလာပြီ။ပါဇက်သေးကချီရီတွေကိုအတင်းမျိုးချရင်တကိုက်ပြီးတကိုက်စားလိုက်တယ်။သုံးလုံးကုန်သွားတော့ပူလောင်ပိုက်စားလာတယ်လို့ခံစားရတယ်။ကျမကသူစားပြီးသွားတာမြင်တော့အဆွေတွေကလည်းထွက်လာပြန်တယ်။ဒီတစ်ခါတော့ရှောင်ရင်ကျန်းချက်ချင်းနားလေသွားတယ်။နင်သွေးတောက်ချင်တာလား။ကျမကခေါင်းညှိလိုက်တယ်။ဒါပေမဲ့သူစကားမပြောရသေးခင်မှာပဲသူ့လက်ကဝတ်ကိုကိုက်ထားပြီးသားဖြစ်သွားပြီ။မနေ့ကကြရင်သူ့အတွက်တရိတ်ဆန်တစ်ကောင်လောက်ဖမ်းပေးရမယ်လို့ကျမတွေးလိုက်တယ်။သွေးတောက်ပြီးသွားတော့အကုန်လုံးထွေးသွားတယ်။အိတ်ချင်စိတ်လည်းပြန်ပေါ်လာတယ်။ဒါနဲ့ရှောင်ရင်ကျန်းရဲ့မျက်နှာသေးသေးအကြည့်အောင်မှာကျမကတဖြည်းဖြည်းသူ့ရင်ဘက်ပေါ်တက်သွားပြီးခွေကအိပ်ပျော်သွားခဲ့တယ်။ဒီငွေလေးကငါ့ရင်ဘက်ကိုအိပ်ရလို့သတ်မှတ်ထားတာလား။နှစ်ရက်ကြာပြီးနောက်ရှောင်ရင်ကျန်းရဲ့ခန္ဓာကိုယ်ကပိုကောင်းလာခဲ့တယ်။ထိုင်နိုင်လာပြီ။ဒါပေမဲ့ဒဏ်ရာကမြန်လွန်းနေတယ်လို့ခံစားရတယ်။ဘာကြောင့်လဲဆိုတာတွေးနေတော့မှပဲရှာအတန်ကြောင့်အတွေးပြတ်သွားတယ်။ကိုဝကိုကြည့်လိုက်တော့ကျမကတောချက်တကောင်ကိုဆွဲလာနေတာတွေးလိုက်ရတယ်။သူကချက်ချင်းကျမကိုစစ်ဆေးကြည့်လိုက်တယ်။ကိုပေါ်မှာဒဏ်ရာအသစ်မရှိတာမြင်မစိတ်နည်းနည်းချသွားတယ်။ဒါပေမဲ့အခုသူ့မှာဘာပစ္စည်းမှမရှိဘူး။ဒီတောချက်ကိုဘယ်လိုလုပ်စားမလဲ။သူအားမလို့အားမရပြောလိုက်တယ်။ဒီဟာကိုငါမစားနိုင်ဘူး။ဒါပေမဲ့နင်တော့စားနိုင်တယ်။သူသိထားတာကငွေတွေဟာသားကောင်ကိုတခါတည်းမျိုးချတတ်တယ်။ဒါပေမဲ့ဒီတောချက်ကကျမအတွက်နည်းနည်းကြီးလွန်းနေတယ်။ဒါနဲ့လူတယောက်ငွေတစ်ကောင်နှစ်ယောက်စလုံးတောချက်ကိုပဲထိုင်ကြည့်နေကြတယ်။ရှောင်ရင်ကျန်းကခေါင်းခါလိုက်တယ်။ထားလိုက်တော့ငါတောတီးပဲစားတော့မယ်။နင်ပဲစားလိုက်။စားရမှာပေါ့။ဒီသားကောင်ကိုဖမ်းဖို့ငါ2ရက်တောင်စောင့်ခဲ့ရတာ။ရှောင်ရင်ကျန်းကအကူညီမဲ့စွာကျမကိုကြည့်နေတယ်။သူအခုလှုပ်ရှားနိုင်လာပြီ။ဒါနဲ့ဖြူပွေးပြီးလှပတဲ့လက်တစ်ဖက်ကိုဖြည်းဖြည်းချင်းဆန့်ထုတ်ကကျမရဲ့ခေါင်းပေါ်တင်လိုက်တယ်။ကျမချက်ချင်းမကျေနပ်ဖြစ်သွားတယ်။ငါကငွေဘိုးပေးကြီးတယောက်လေ။ဘယ်လိုလုပ်လူတယောက်ကအလွယ်တကူကောင်းလာပို့ရတာလဲ။ဒါပေမဲ့ခဏကြာတော့စိတ်ပြောင်းသွားတယ်။
ဒီလူကကျမရဲ့သွေးပံလေးပဲဒါနဲ့ခေါင်းကိုရွှေ့ပြီးသူ့လက်ပွားရဲ့နည်းနည်းပတ်သက်ပေးလိုက်တယ်ဒါတစ်ချောင်းသာရှိရင်ကောင်းပါပဲဒီတော့ချက်ကအစိမ်းကြီးစားလို့မရဘူးကျမကမျက်လုံးလေးပုတ်ခတ်လိုက်တယ်ဒါတစ်ချောင်းပဲမှရှိလဲဆိုတာသိတယ်ဒါပေမဲ့ဒီလူကဓာတ်ရသွားရင်ကျမကိုခုတ်မလားမသိချဘူးအရင်တုန်းကလူသားတွေကျေးဇူးမသိတတ်တာအများကြီးမြင်ဘူးလေလက်နဲ့ရသွားတာနဲ့မျက်နှာပြောင်းသွားကြတယ်သူကငါ့ကိုနှဆိုးငွေလိုထင်ပြီးတက်ပြစ်မလားဒီတွေးတွေနဲ့ကျမကဖြည်းဖြည်းချင်းသူ့ရဲ့ဘက်ပေါ်တက်သွားပြီးခွေနေလိုက်တယ်လူစိတ်ကိုတော့ကျမမလောင်းရဲဘူးအရင်ဘဝတုန်းကလည်းလူတစ်ယောက်ကိုယုံကြည်မိခဲ့လို့ငကားဖြစ်ဖို့ပတ်ပေးဖြစ်ကြော်နေတဲ့အရေးကြီးဆုံးအချိန်မှာအဲ့ဒီလူကတခြားကျင့်ကြံသူတွေကိုခေါ်လာပြီးကျမကိုဝိုင်းတိုက်ခိုက်ခဲ့ဘူးလေရွေးချယ်စရာမရှိတော့လို့အတွင်းစွမ်းအားအနှစ်သာရကိုဖောက်ခွဲပြီးအဲ့ဒီကျင့်ကြံသူတွေနဲ့အတူတေးကြေပျက်စီးခဲ့ရတယ်ဒီဘဝမှာတော့လူသားတွေနဲ့မပတ်သက်ဖို့ဆုံးဖြတ်ထားတယ်ရှောင်းရင်ကျက်ရဲ့ဒဏ်ရာတွေတဖြည်းဖြည်းကောင်းလာပြီးလှုပ်ရှားနိုင်လာတာကိုကြည့်ရင်အစာရှာတဲ့အလုပ်ကိုသူ့ဘာသာသူလုပ်ခိုင်းဖို့ဆုံးဖြတ်လိုက်တယ်ကျမကတော့လမ်းညွှန်ပေးမယ်ဒါပေမဲ့ညဘက်ရှောင်းရင်ကျက်ပြန်လာတဲ့အချိန်သူ့ကိုယ်ပေါ်မှာသွေးနှံတွေပြင်းထန်နေတယ်ကျမချက်ချင်းအနက်ရလိုက်တယ်သူကူရဲဝင်လာတာနဲ့ကျမကိုတဝက်ကိုမတ်တက်ထောင်လိုက်ပြီးတတိပြည့်နဲ့ကြည့်နေလိုက်တယ်သူ့လက်ထဲမှာဓာတ်တစ်ချောင်းကင်ထားတယ်တန်းချင်းကျမစီလျှောက်လာနေတယ်ကျမအပေါ်ပိုင်းကိုမြင့်မြင့်ထောင်လိုက်တယ်အဆွဲတွေထုတ်လိုက်တယ်အစိတ်အိတ်တွေလည်းအစင်းသိဖြစ်နေပြီဒါပေမဲ့ရုတ်တရက်ရှောင်းရင်ကျက်ကလက်ထဲကဓာတ်ကိုပစ်ချလိုက်တယ်ပြီးတော့ရိမ့်ရိုင်နေတဲ့ခြေလမ်းတွေနဲ့ကျမစီလျှောက်လာတယ်သူ့အတန်ကနူးညံ့ပြီးအေးချမ်းနေတယ်ငွေလေးနေကြောက်နေတာလားကျမအံ့ဩသွားတယ်ဘာဖြစ်နေတာလဲသူနီးလာမှတေချာမြင်လိုက်ရတယ်သူ့လက်ထဲမှာကင်ထားတာဓာတ်မဟုတ်ဘူးတန်ရှင်းစွာစီမံထားတဲ့တောချက်တကောင်သူကျမရဲ့ခေါင်းကိုပုတ်ပုတ်လက်ဆန့်လိုက်တယ်ဒါပေမဲ့ကျမကမကြိုက်လို့ရှောင်လိုက်တယ်ဒီသွေးတွေကတကယ်ညစ်ပတ်နေတာပဲအဲ့ဒီလိုပြောပြီးတောချက်ကိုချထားခဲ့တယ်ပြီးတော့အပြင်ကိုပြန်ထွက်သွားတယ်ခဏကြာမှပြန်လာတော့သူ့လက်ထဲမှာထင်းချောက်တွေအပြည့်ပါလာတယ်ကျမဘေးမှာထိုင်လိုက်ပြီးမိမွေးတယ်လှုပ်ရှားပုံကအရန်ကျွမ်းကျင်နေတယ်ပြီးတော့တောချက်ကိုမိပေါ်တင်ကกินလိုက်တယ်အဲ့ဒီအချိန်မှာပဲသူကဖြူတန်းတဲ့လက်တွေနဲ့ကျမရဲ့ခေါင်းကိုပို့လိုက်တယ်ကျမကတော့နားမလည်ပဲကြည့်နေမိတယ်ရှောင်းရင်ကျန်းရဲ့မျက်လုံးထဲမှာအပြုံးတစပေါ်လာတယ်မင်းမချက်သေးတဲ့အစားအစာပဲစားဘူးလားမဟုတ်လားစားလည်းမရှိဟင်းခတ်အမွှေးကြိုင်လည်းမရှိဒါပေမဲ့กินထားတဲ့တောချက်နဲ့ကအရန်မွေးနေတယ်ကြည့်ုံနဲ့တင်စားချင်စရာကောင်းနေတယ်ရှောင်းရင်ကျန်းရဲ့စိတ်ထဲမှာတော့အရသာမကောင်းတဲ့ခံစားချက်တစ်ခုပေါ်လာတယ်မကြခင်ကပဲအပြင်မှာသူ့ကိုလိုက်ရှာနေတဲ့လူတွေကိုတွေ့ခဲ့တယ်အဲ့ဒီထဲမှာသူ့ရဲ့အရင်လက်အောက်ငယ်သားတွေလည်းပါနေတယ်သူ့ရဲ့စိတ်အခြေအနေပြောင်းလဲသွားတာကိုခံစားမိလို့ကျမကောင်းနေပြီးကြည့်လိုက်တယ်မီးအောင်အောက်မှာသူ့နှာခမ်းထောင်မှာအပြုံးသေးသေးလေးရှိနေတယ်မျက်လုံးတွေကလည်းနူးညံ့နေတယ်ခဏဆောင်ဦးမချက်သေးဘူးအဲ့ဒီနေ့ကစပြီးရှောင်းရင်ကျက်လုပ်တဲ့ကင်းချက်သားကိုကျမဆွဲလန်းသွားခဲ့တယ်ရှောင်းရင်ကျက်ရဲ့ဒဏ်ရာတွေကအပြင်ထွက်တုံးပြန်ကွဲသွားတာကြောင့်ကျမကသူ့ကိုကူထဲမှာပဲနေပြီးကြင်ကြံခိုင်းထားတယ်ကျမကတော့အပြင်ထွက်ပြီးအမဲလိုက်တယ်ဒီနေ့တော့ကံကောင်းတဲ့တောချက်တစ်ကောင်ပြင်ရုံတစ်ကောင်ပါဖမ်းမိခဲ့တယ်ဒါပေမဲ့ကူနာကိုပြန်ရောက်ခါနီးမှာပြင်းထန်တဲ့တိုက်ခိုက်တံတွေကြားလိုက်ရတယ်သားကောင်တွေကိုတနေရာမှာဝတ်ထားလိုက်ပြီးကျမအဲ့ဒီဘက်ကိုအမြင်ပြေးသွားခဲ့တယ်အဲ့ဒီအချိန်မှာကျမရဲ့သွေးပံလေးကဓာတ်ရှည်ကိုကင်ထားတယ်မျက်လုံးတွေကဆူချပြီးခံစားချက်ကင်းမဲ့နေတယ်လူတစ်ယောက်တည်းနဲ့လူအများကြီးဝိုင်းတိုက်နေတာကိုရင်ဆိုင်နေရပေမဲ့သူ့ခန္ဓာကိုယ်ကထင်းရှုပ်ပင်လိုမမက်ရက်နေတယ်ကြောက်ရွံ့မှုအရေးအယောင်တော့မရှိဘူးအဲ့ဒီအချိန်မှာလူတစ်ယောက်ကဓာတ်ကင်ပြီးခုန်ဝင်လာတယ်ရှောင်းရင်ကျန်းကဓာတ်ရှည်နဲ့ပြန်ထားလိုက်တယ်ဒါပေမဲ့သူ့တန်ရာတွေကမတက်တာသေးတာကြောင့်နောက်ကိုခြေလမ်းနဲ့ငယ်ဆုပ်သွားရတယ်ချက်ချင်းပဲလူ၃ယောက်ကဓာတ်ရှည်တွေကင်ပြီးဝိုင်းတက်လာကြတယ်လေထဲကိုခုန်တက်ပြီးလူတစ်ယောက်ရဲ့လေဘင်းကိုကိုက်ချလိုက်တယ်မျက်စိနားနှာခေါင်းပါးစပ်ကသွေးတွေစီးကျလာတယ်ပြီးတော့မြေပေါ်လဲကျသွားတယ်တတိထားအစိတ်ငွေဒီငွေလေးမှာအစိတ်ရှိတယ်ပြီးတော့အရန်ပြင်းတဲ့အစိတ်ဒါပေမဲ့သူစိတ်ရှုပ်သွားတယ်ဒီလောက်အစိတ်ပြင်းတဲ့ငွေဆိုရင်အစတုန်းကဘာလို့ငါ့ကိုမတိုက်ခိုက်ခဲ့တာလဲဘာလို့ငါ့ကိုပယ်တင်ခဲ့တာလဲဒီတွေးတွေကရှောင်းရင်ကျန်းရဲ့ခေါင်းထဲမှာခဏလေးပဲဖြစ်သွားခဲ့တယ်ရုတ်တရက်လူတစ်ယောက်ကဓာတ်နဲ့ကျမစီထိုးလာတာကိုမြင်လိုက်ရတယ်ချက်ချင်းပဲလက်နဲ့ဓာတ်ကိုဖမ်းလိုက်တယ်သွေးဆက်တွေကကျမရဲ့ကိုယ်ပေါ်ကိုတစ်ဆက်ပြီးတစ်ဆက်ကျလာတယ်ကျမတတိပြန်ဝင်လာတယ်ပြီးတော့လေထဲကိုခုန်တက်သွားခဲ့တယ်အဲ့ဒီလူကရှောင်းရင်ကျန်းရဲ့နောက်ကျောဘက်ကနေကိုတိုက်ဖို့စူးစမ်းနေတယ်ဓာတ်ရှည်ကရှောင်းရင်ကျန်းရဲ့ကြောပေါ်မှာရှည်လျားတဲ့ဒဏ်ရာတစ်ခုချန်ထားခဲ့တယ်နည်းနည်းလေးသာထပ်တိုးသွားရင်ရှောင်းရင်ကျန်းအသက်ရှင်ဖို့မဖြစ်နိုင်တော့ဘူးဒါပေမဲ့သူမထင်ထားခဲ့တာကကျမကသူ့လေဘင်းပေါ်ရောက်နေပြီးသားဖြစ်နေခဲ့တာပဲရှောင်းရင်ကျန်းလည်းစမတောင်းခံနိုင်တော့ပဲဒုတစ်ဖက်ထောက်ကျသွားတယ်အိမ်ရှိမင်းသားဒီနေ့ကမင်းရဲ့သေးမင်းနေပဲရန်သူတွေကနတ်ဆိုးလိုအတန်တွေနဲ့အော်ဟစ်နေကြတယ်ကျမကရှောင်းရင်ကျန်းရဲ့လက်မောင်းကိုပတ်တွေထားရင်ရှရှအတန်ထုတ်လိုက်တယ်အခုချိန်မှာသူ့ကိုဆုံးပစ်လို့မရဘူးမဟုတ်ရင်ဒီနေ့သူတည်သွားလိမ့်မယ်ရှောင်းရင်ကျန်းရဲ့အေးဆက်တဲ့မျက်လုံးတွေအနှဲငယ်လှုပ်ရှားသွားတယ်သူပြုံးဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့သွေးတွေအရန်ဆုံးရှုံးနေပြီစကားတော့ကောင်းကောင်းမပြောနိုင်တော့ဘူးအချိန်ထဲမှာပဲဒီလောက်သွေးတွေမြေကြီးပေါ်ကျကုန်တာထက်ငွေလေးကိုပဲတောက်ခိုင်းလိုက်ရင်ပိုကောင်းမယ်လို့တွေးမိသေးတယ်ကျမဒေါသထွက်သွားတယ်ဒီလူတွေကကျမချင်းကြံမှုစွမ်းအားတွေကုံအောင်အချိန်တွေအများကြီးပေးပြီးခက်ခက်ခဲခဲကဲထားတဲ့သွေးပံလေးကိုထိခိုက်အောင်လုပ်ခဲ့ကြတယ်ဒီအချိန်မှာကျမကြံနေသေးတဲ့ချင်းကြံမှုစွမ်းအားနည်းနည်းလေးကိုအသုံးပြုပြီးရှောင်းရင်ကျဲရဲ့ဒဏ်ရာကိုတိတ်တဆိတ်ကုသပေးလိုက်တယ်ကျမကသူ့ကိုယ်ပေါ်ကဆင်းလိုက်ပြီးနှင်းပေါ်မှာကျသွားတယ်နောက်လိုက်ခဲ့ရှောင်းရင်ကျဲချက်ချင်းနားလေသွားတယ်နာကျင်မှုကိုတော့ဂိမ်းမဆိုင်တော့ပဲကျမနောက်ကိုအမြန်လိုက်လာခဲ့တယ်နောက်ဆုံးမှာကျမကသူ့ကိုကူကြီးတစ်ခုစီခေါ်သွားခဲ့တယ်ရန်သူတွေကလည်းနောက်ကနေအတင်းလိုက်လာကြတယ်အယောင်မျိုးစုံရှိတဲ့ငွေတွေကကိုတဝက်ထောင်ထားပြီးဒါကငွေအောင်ကြီးပဲနောက်တော့အော်ဟစ်တန်တွေစက်တိုက်ထွက်ပေါ်လာတယ်တခဏလေးအတွင်းမှာပဲလူတန်တန်မှမကြံတော့ဘူးကျမကရှောင်းရင်ကျန်းကိုခေါ်ပြီးကိုထဲဝင်သွားတယ်ငွေတွေကအလိုလျောက်လမ်းဖယ်ပေးကြတယ်ကျမကငွေကလေးကကြင်ကြံနိုင်ခဲ့ပြီးဒီနေရာကငွေတွေကြားမှာနေထိုင်လာတာကြာပြီဒါကြောင့်ငွေမျိုးနယ်ရဲ့ခေါင်းဆောင်လိုဖြစ်နေခဲ့တယ်အကြောင်းနဲ့သူတို့နေကိုမတိုက်ခိုက်ဘူးရှောင်းရင်ကျန်းကကျမမျက်လုံးထဲကစိုးရိမ်မှုကိုမြင်လိုက်တယ်ဖြူဖြူနေတဲ့မျက်နှာပေါ်မှာနူးညံ့တဲ့အပြုံးတစ်ခုပေါ်လာတယ်ငါအဆင်ပြေတဲ့နေရောထိခိုက်သွားသေးလားသူ့အကြည့်ကကျမကိုယ်ပေါ်ကိုတက်လက်မချင်းစစ်ဆေးနေတယ်ဒဏ်ရာမရှိတာတေချာမှစိတ်ချသွားတယ်ခဏကြာတော့ကျမအပြင်ထွက်ပြီးအခြေအနေကိုစစ်ဆေးလိုက်တယ်ရန်သူတွေအားလုံးတေကုန်ပြီဒါနဲ့ရှောင်းရင်ကျန်းကိုရှာရအတန်နဲ့ခေါ်လိုက်တယ်
သူကျမကိုကြည့်ပြီးခဏစဉ်းစားလိုက်တယ်ပြီးတော့ပြောတယ်ငါတို့ပြန်ကြရအောင်ကျမကောင်းကြီးလိုက်တယ်စိတ်ထဲမှာတော့ဒီလူကအနာဂတ်ဘယင်ဖြစ်မဲ့သူပြီးသားတယ်တော်တော်ညံကောင်းသားပဲလမ်းတစ်လျှောက်မှာကျမကရက်လိုက်သွားလိုက်နဲ့လိုအပ်မဲ့ဆေးပင်တွေအများကြီးစုဆောင်းလာခဲ့တယ်ရှောင်းရင်ကျက်ရဲ့နှလုံးတွေပိုပြီးနှက်ဆိုင်လာတယ်ဒီငွေလေးကလူစကားနားလေတယ်ဆေးပင်တွေကိုတိတယ်စာရေးတက်တယ်ကနန်းတွေတိတယ်ငွေထောင်ပေါင်းများစွာကိုအမိတ်ပေးနိုင်တယ်ဒါတွေကတာမန်တွေနဲ့တကောင်နဲ့ရှင်းပြလို့မရတော့ဘူးဒါပေမဲ့ဒီငွေလေးပါပဲဖြစ်ဖြစ်သူတိတာတခုတော့ရှိတယ်ဒီငွေလေးကသူ့အသက်ကိုကယ်ခဲ့တယ်တနေ့ကျရင်ခေါ်သွားပြီးမွေးထားရင်လည်းမစိုးဘူးဘာပဲဖြစ်ဖြစ်ငွေဖြူလေးကသူ့သွေးကိုကြိုက်တယ်မဟုတ်လားဒါပေမဲ့အဲ့ဒီအချိန်မှာကျမရဲ့သွေးပန်လေးကကျမကိုအိမ်ငွေတိရစ္ဆာန်ဖြစ်မွေးဖို့အစီအစဉ်နေရဆိုတာကျမမသိသေးဘူးရှောင်းရင်ကျက်ရဲ့တရားတွေလုံးဝတက်တာသွားတဲ့အချိန်သူလည်းလှုပ်ရှားရမယ့်အချိန်ရောက်လာပြီဆိုတာသိတယ်အရင်ကသူ့ကိုလိုက်တက်တဲ့သူတွေအများစုသိကုန်ပြီဒါကြောင့်နောက်တစ်ချိန်ဆေးလွတ်လာမယ့်သူတွေကအိုးပြီးအင်အားကြီးမှလာမှသိကြတယ်ဒါကြောင့်ငွေလေးကိုကူထဲမှာထားခဲ့တာကအလုံးကြုံဆုံးပဲဒီတစ်ခေါက်ဆင်းသွားတာကအခြေအနေစုံစမ်းဖို့သာဖြစ်ပေမဲ့လုံးဝအနေရမရှိဘူးလို့တော့မပြောနိုင်ဘူးရှောင်းရင်ကျန်းကလက်မောင်းကိုကျမရှိတိုးပေးလိုက်တယ်သွေးများများတောက်ထားဒီနေ့ငါပြန်လာတာနောက်ကျနိုင်တယ်ကျမကောင်းထဲမှာချက်ချင်းပြီးခွန်းတွေပေါ်လာတယ်နင်းပါဖို့ဆိုလိုတာလေနင်းထွက်သွားတော့မလို့လားငါသွေးလည်းမတောက်ချင်တော့ဘူးလားကျမသွေးတောက်ပြီးနောက်ငါစောစောပြန်လာခဲ့မယ်စကားပြောပြီးတော့ကျမရဲ့ခေါင်းကိုပို့လိုက်တယ်ပြီးတော့လှည့်ထွက်သွားတယ်ဒါပေမဲ့ကျမစိတ်မချနိုင်ဘူးဒါနဲ့တိတ်တိတ်လေးနောက်ကနေလိုက်သွားခဲ့တယ်ရာသီဥတုကအရန်အေးနေတယ်ဒါပေမဲ့ရှောင်းရင်ကျက်ရဲ့ခြေလမ်းတွေကတည်ငြိမ်နေတယ်အနက်ရောင်နောက်ကျောပုံရိပ်ကိုကြည့်ရင်ကျမတိတ်ဆိတ်သွားတယ်ဒီလမ်းတွေကအမဲလိုက်ဖို့သွားတဲ့လမ်းမဟုတ်ဘူးရှေ့ကိုဆက်သွားရင်တောင်အောက်ဆင်းတဲ့လမ်းပဲဒါဆိုငါကဒဏ်ရာကုသပေးတယ်အမဲလိုက်ပေးတယ်အစာရှာပေးတယ်ခက်ခက်ခဲခဲထင်းထားတဲ့သွေးပန်လေးကဒဏ်ရာတက်တာနဲ့ထွက်သွားတော့မှလားဒီလိုဆိုအခုတင်ကြိုက်တက်လိုက်ရင်ကောင်းမလားနိုင်ဝက်ကျော်လမ်းလျှောက်ပြီးနောက်ရှောင်းရင်ကျန်းကရွာသားတယောက်ကိုတွေ့လိုက်တယ်သူကထင်းခုန်နေတယ်ရှောင်းရင်ကျန်းကရှေ့တိုးသွားပြီးစကားပြောလိုက်တယ်ကျမမျက်လုံးတွေကျင်းသွားတယ်ရွာသားကအစိမ်ကိုကင်ထားပြီးကျမချက်ချင်းဆွဲပြလိုက်တယ်ငွေအစိမ်ငွေရွာသားကကြောက်လန့်စွာအော်လိုက်တယ်ရှောင်းရင်ကျန်းလှည့်ကြည့်လိုက်တော့ကျမကသူ့စီခုန်ဝင်နေပြီသူကကျမကိုဖမ်းဆုပ်လိုက်တယ်နင်ကကိုစိတ်မချလို့လိုက်လာတာလားစိတ်မချတာပေါ့ငါသွေးလည်းတိတ်မတော့ရသေးဘူးနင်ကထွက်ပြေးတော့မယ်လူသားတွေကတကယ်စိတ်ပြက်စရာပဲရွာသားကကြောက်လန့်ပြီးပြောလိုက်တယ်သူရဲကောင်းကြီးအဲ့ဒီငွေကအစိမ်ငွေပါကျမဆွဲပြပြီးရှာထတန်ထုတ်နေတော့ရှောင်းရင်ကျန်းကခေါင်းကိုပုတ်ပေးလိုက်တယ်ပြီးတော့ရွာသားကိုလက်ရမ်းပြလိုက်တယ်တောင်းပန်ပါတယ်ဒါကျွန်တော်အိမ်ငွေတိရစ္ဆာန်ပါခင်ဗျားကိုကြောက်အောင်လုပ်မိသွားတယ်ဘာအိမ်ငွေတိရစ္ဆာန်ဟုတ်လားကျမကငွေမျိုးနွယ်ရဲ့ဘိုးဘေးကြီးလူသားတယောက်ရဲ့အိမ်ငွေတိရစ္ဆာန်ဖြစ်ရမယ်လေလားအဆွဲနှချောင်းထုတ်လိုက်ပြီးရှောင်းရင်ကျန်းရဲ့လက်ကောက်ဝတ်ကိုပြင်းပြင်းတိုက်လိုက်တယ်ရွာသားကတော့ကြည်ရင်ကြောက်နေတယ်ဒါပေမဲ့ရှောင်းရင်ကျန်းမှာကြောက်ရွံ့မှုလည်းမရှိဘူးအစိတ်တဲ့လက္ခဏာလည်းမရှိဘူးဒါကြောင့်သူ့ကိုပိုးပြီးလေးစားသွားတယ်ဒီနေရာကရွှေရှိတောင်အောက်မှာရွှေမိသားစုရွာရှိတယ်သူရဲကောင်းကြီးမနှောက်ယှက်ဘူးဆိုရင်ကျွန်တော်နဲ့အတူတောင်အောက်ဆင်းနိုင်ပါတယ်ကျမသွားကြည့်လိုက်တယ်အဆွဲတွေထွက်လာတယ်သွေးပန်လေးတကယ်ထွက်သွားတော့မယ်ရှောင်းရင်ကျန်းကကျမကိုကြည့်လိုက်တယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့မလိုပါဘူးရွာသားကိုနှုတ်ဆက်ပြီးနောက်ရှောင်းရင်ကျန်းကတခုခုစဉ်းစားနေတဲ့ပုံစံနဲ့ကျမကိုခေါ်ပြီးတောင်အောက်ဆက်ဆင်းသွားတယ်အကြည့်ကတော့ရွာသားပေါ်မှာပဲတခုခုမမှန်ဘူးအထူးသဖြင့်ရွာသားကရှောင်းရင်ကျန်းရဲ့မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာအမှုအရာပြောင်းသွားတယ်ရှောင်းရင်ကျန်းကကျမတစ်ဖက်ကရှာတန်ထုတ်ရင်တစ်ဖက်ကရွာသားကိုကြည့်နေတယ်ဆိုတာသတိထားမိသွားတယ်နင်လည်းသတိထားမိတာပဲမဟုတ်လားကျမကောင်းကြည့်လိုက်တယ်နှမ်းစိတ်လောက်ရှိတဲ့မျက်လုံးလေးတွေကသူ့မျက်နှာကိုစိုက်ကြည့်နေတယ်စိတ်မပူနဲ့ဒီနေ့ငါတောင်အောင်ဆင်းတာကအခြေအနေစုံစမ်းဖို့ပဲတကယ်လို့တခုခုမမှန်ဘူးဆိုရင်ငါတို့ချက်ချင်းပြန်မယ်ဘသူကနင့်ကိုစိတ်ပူနေလို့လဲကျမမကြင်မနဲ့ရှာအတန်နှစ်ချက်ထုတ်လိုက်တယ်ဒီလူသားကကျမကိုသူ့အမဲလိုက်သားကောင်လို့သဘောထားခဲ့တာဘူးကျမအခုထိမှတ်ထားသေးတယ်ရှောင်းရင်ကျန်းရဲ့မျက်လုံးတွေကပြုံးရိပ်တွေပြည့်နေတယ်ငါအနေနဲ့ကိုစိတ်ပူပေးတဲ့ငွေလေးကတကယ်ချစ်စရာကောင်းလိုက်တာမကြခင်တောင်အောက်ကိုရောက်သွားခဲ့တယ်တောင်အောက်မှာရွှေမိသားစုရွာတကယ်ရှိနေတယ်ဒါပေမဲ့ရွာထဲမဝင်ရသေးခင်ရှိမှလူ20လောက်ပေါ်လာတယ်သူတို့လက်ထဲမှာလက်နက်တွေကင်ထားကြတယ်သခင်ကပြောထားတယ်အသက်ရှင်တဲ့ဖမ်းခဲ့စကားဆုံးတာနဲ့သူတို့အားလုံးတပြိုင်နက်တိုက်ခိုက်လာကြတယ်ရှောင်းရင်ကျန်းရဲ့လှုပ်ရှားမှုကမြန်ဆန်လွန်းတယ်ဒါတစ်ချက်ဝေးလိုက်တာနဲ့လူတစ်ယောက်ချက်ချင်းတိတ်ဆုံးသွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမရဲ့ခန္ဓာကိုယ်မှာတခုခုမမှန်တော့ဘူးတကိုယ်လုံးပူလာတယ်သွေးနဲ့ရတိုင်းထူးထူးခြားခြားစိတ်လှုပ်ရှားလာတယ်ရှောင်းရင်ကျန်းကကျမကိုညင်ညင်သာသာကောက်ယူလိုက်ပြီးတော့ရင်ခွင်ထဲထည့်လိုက်တယ်ငါ့ကိုစောင့်နေသူကျမမူမမှန်တာကိုသတိထားမိနေပြီဒါပေမဲ့ဒီလူတွေမလဲကြမချင်းကျမကိုခေါ်ပြီးထွက်မသွားနိုင်ဘူးဒါကြောင့်သူကောင်းမွန်လိုက်တဲ့အချိန်ရှည်ရတဲ့နှလုံးတွေထဲမှာအေးဆက်တဲ့အယောင်တွေပိုထင်ရှားလာတယ်ကိုဘောကအရှိန်ဝါကလည်းထက်ရှာနေတယ်ကျမကတော့ပိုပြီးနေရခက်လာတယ်ဒီခန်းစားချက်ကအရေးကုန်လဲတိုင်းဖြစ်တဲ့ခန်းစားချက်နဲ့တူတယ်ပုံမှန်ဆိုရင်စောင်းခိုတဲ့ကာလမှာအရေးကုန်မလဲဘူးဒါကတဘာဝတရားပဲဒါပေမဲ့အခုတော့ရှောင်းရင်ကျန်းရဲ့ရင်ခွင်ထဲမှာခိုနေပြီသူ့နှလုံးခုန်တန်တဲ့ခန္ဓာကိုယ်အပူကိုခန်းစားရင်အရေးကုန်ဟောင်းကတဖြည်းဖြည်းဆောက်ဝဲလာတယ်နာကျင်မှုကအရန်ကျင်းထန်တဲ့ကျမဆွဲထုတ်ပြီးသူ့ရင်ဘက်ကိုကိုက်လိုက်တယ်ဒါပေမဲ့ချက်ချင်းပြန်တည်ငြိမ်သွားပြီးရန်သူတွေကိုစက်တိုက်ခိုက်နေတယ်အဲ့ဒီအချိန်မှာပဲလူ9ယောက်ကရှောင်းရင်ကျန်းရဲ့အရေးချင်းကိုမြင်ပြီးအကြည့်တွေဖလှယ်လိုက်ကြတယ်ပြီးတော့တပြိုင်နက်သူ့ပခုံးဘက်ကိုတိုက်ခိုက်လာတယ်ရှောင်းရင်ကျန်းကသူတို့ရဲ့ရည်ရွယ်ချက်ကိုသိတယ်အေးဆက်စွာနှာခေါင်းရှုံလိုက်ပြီးရှောင်းတိန်လိုက်တယ်ဒါပေမဲ့မတင်ထားတာကနောက်ထပ်2ယောက်ရဲ့ပြစ်မှတ်ကသူ့ရင်ဘက်ဖြစ်နေတယ်ရှောင်းရင်ကျန်းရဲ့မျက်လုံးထဲမှာတက်ပြက်လိုစိတ်တွေတောက်လောင်နေတယ်အရေးပေါ်ရှောင်းတိန်လိုက်ပေမဲ့ဓာတ်တွေကသူ့ရင်ဘက်ကိုထိသွားတယ်နောက်ဆက်တွဲဖြစ်တဲ့ဓာတ်တွေကထူးဆန်းလာတယ်ရှောင်းရင်ကျန်းရဲ့ဓာတ်ချက်တွေပိုပြီးပြင်းထန်လာတယ်ကိုဘောကအရှိန်ဝါကလည်းဖိအားကြီးလာတယ်မျက်လုံးတွေထဲမှာတွေးရောင်တွေပေါ်လာတယ်ကျမကတော့မြေပြင်ပေါ်မှာလူးလိမ့်နေတယ်အရေးကုန်ဟောင်းကကိုဘောကနေတဆဆခွာထွက်လာတယ်အရန်နာတယ်ရင်ထဲကမီးတောက်တွေပိုပြီးပြန့်နှံ့လာတယ်
ခန္ဓာကိုယ်တွေကစားရည်စုပွက်လာတယ်နောက်ဆုံးမှာတော့မျက်လုံးတစ်ခုလုံးမြင်ရဲသွားတယ်ဒီမြင်ကွင်းကိုမြင်လိုက်တဲ့ရှောင်းရင်ကျက်ရဲ့မျက်နှာချက်ချင်းမှမဲသွားတယ်ဒါပေမဲ့ရန်သူတွေကမရက်သေးဘူးကျမကိုစတိုက်တိုက်ခိုက်ဖို့စူးစမ်းနေကြတယ်ရှောင်းရင်ကျက်ရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အရိပ်တွေပိုထင်ရှားလာတယ်သူကျမရှိမှရက်လိုက်တဲ့ဓာတ်တစ်ချက်ဝစ်လိုက်တာနဲ့နောက်ဆုံးလူနှစ်ယောက်ပါပြေဆုံးသွားတယ်သူကလက်တစ်ဖက်နဲ့ဓာတ်ကိုကင်ထားတယ်နောက်တစ်ဖက်နဲ့ကျမကိုကောက်ယူလိုက်တယ်ရှောင်းရင်ကျက်ရဲ့လက်ကကျမကိုထိလိုက်တာနဲ့နာကျင်မှုကြောင့်ကိုယ်တစ်ခုလုံးတုန်ခါသွားတယ်မျက်လုံးတွေနီးရဲနေပြီးရှောင်းရင်ကျက်ကိုပြင်းပြင်းထန်ထန်ကိုက်လိုက်တယ်ရှောင်းရင်ကျက်ရဲ့မျက်လုံးထဲမှာစိုးရိမ်မှုတွေပြည့်နေတယ်မျက်ခုံးတွေတင်းတင်းကျုပ်ထားတယ်ဒီနေရာမှာကြာကြာနေလို့မရဘူးဆိုတာသူသိတယ်စကားဆုံးတာနဲ့သူအားထည့်ပြီးကျမကိုကောက်ယူလိုက်တယ်ပြီးတော့မတက်ရက်လိုက်တယ်ရှောင်းရင်ကျက်ရဲ့အချိန်ကပုံမြန်လာတယ်မကြခင်မှာပဲရွေးချယ်ရွာနားကိုရောက်သွားတယ်ကျမလည်းပြင်းထန်စွာအော်ဟစ်လိုက်တယ်ပြီးတော့သူ့လက်ထဲကနေရုတ်တရက်ခုန်ထွက်သွားပြီးမြေပြင်ပေါ်ပြုတ်ကျသွားတယ်ရှောင်းရင်ကျက်ကအမြန်ဖမ်းဖို့ကြိုးစားလိုက်ပေမဲ့ဒီတစ်ချိန်မှာတော့သူမဖမ်းနိုင်ခဲ့ဘူးအိမ်ရှိမင်းသားခမားကိုရှာရတာတကယ်မလွယ်ဘူးရှောင်းရင်ကျက်ရဲ့မျက်နှာကချက်ချင်းမဲမှောင်သွားတယ်ရောက်လာတဲ့သူတွေက30လောက်ရှိတယ်လက်ထဲမှာဓာတ်တွေတောက်ပနေတယ်ဒီနေ့ဒီနေရာမှာရှောင်းရင်ကျက်ကိုအဆုံးသတ်ဖို့ရောက်လာကြတာစစ်ပွဲကစတင်တော့မယ့်အချိန်မှာကျမကတော့အရေးခွန်လဲတဲ့နာကျင်မှုကိုခံစားနေရစေ။တစ်ချိန်တည်းမှာပဲအရေးခွန်ဟောင်းကတဖြည်းဖြည်းကွာကျလာတယ်။နာကျင်မှုကအဆုံးစွန်အထိရောက်သွားတယ်။ရုတ်တရက်မွေတန်မဟုတ်တဲ့အတန်တစ်ခုကျမပါစက်ထဲကထွက်လာတယ်။လူသားအတန်အဲ့ဒီအတန်ကြားတာနဲ့ရှောင်းရင်ကျက်ရောကြံတဲ့လူတွေရောအားလုံးလှည့်ကြည့်လိုက်ကြတယ်။အစားထိုးဝင်လာတာကကြီးမားလာတဲ့စပါးအုံးငွေကြီး။အဲ့ဒီမြင်ကွင်းကြောင့်လူတိုင်းရဲ့နှလုံးသားထဲမှာကြောက်ရွံ့မှုတွေပောက်ကွဲသွားတယ်။စပါးအုံးငွေကြီးကလျှက်စီးလိုအရှိန်နဲ့တိုက်ခိုက်လာတယ်။လူတွေအော်ဟစ်ပြီးထွက်ပြေးကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကျမမျိုးလုံးထဲမှာတက်ဖြတ်လိုစိတ်တွေပဲကျန်တော့တယ်။အရင်ကတက်ကြွပြီးချစ်စရာကောင်းတဲ့အကြည့်တွေမရှိတော့ဘူး။ရှည်လျားတဲ့အမီးကိုလွှဲရမ်းပြီးရှောင်းရင်ကျန်းစီရိုက်ချလိုက်တယ်။ရှောင်းရင်ကျန်းကနှကန်းကိုတင်းတင်းစေထားတယ်။သူရှောင်းနိုင်တယ်ဒါပေမဲ့လက်ထဲကဓာတ်ကိုတော့မလုံနိုင်ဘူး။ကျမကိုမခုတ်နိုင်ဘူး။ဒါပေမဲ့ကျမဒေါသကပိုကြီးလာတယ်။ရှာကိုထုတ်ပြီးသူ့ကိုစိုက်ကြည့်နေတယ်။အဲ့ဒီအကြည့်ထဲမှာသူ့ကိုအပိုင်းပိုင်းဆွဲပြစ်ချင်တဲ့စိတ်တွေပဲရှိနေတယ်။ရှောင်းရင်ကျန်းသိတယ်အခုချိန်မှာကျမအသိစိတ်မရှိတော့ဘူး။အမီးတစ်ချက်လွှဲလိုက်တာနဲ့သူ့မြေပေါ်လွင့်ကျသွားတယ်။တိုက်ပွဲတွေဒဏ်ရာတွေသွေးဆုံးရှုံးမှုတွေအားလုံးပေါင်းလိုက်တော့သူ့ခန္ဓာကိုယ်ကအားကုန်သွားပြီ။ဒါပေမဲ့ဓာတ်ကိုအချိန်ပေါင်းများစွာမြှောက်ခဲ့ပေမဲ့ကျမရဲ့အားနည်းချက်နေရာကိုမထိုးနိုင်ခဲ့ဘူး။မထိုးရက်ခဲ့ဘူးပခုံးကဒဏ်ရာလေးပြန်ကွဲသွားတယ်။သူ့ပခုံးပေါ်ကဒဏ်ရာနေရာကငွေပါးစက်ရှိမှာအကာအကွယ်မဲ့ဖြစ်နေတယ်။စပားငွေကြီးရဲ့အဆွဲတွေကငွေဖြူလေးဘဝတုန်းကထက်အများကြီးပိုချွန်ထက်တယ်။တိုက်ချလိုက်တာနဲ့ဒဏ်ရာကပိုပြီးပြဲထွက်သွားတယ်။နာကျင်မှုကတကိုယ်လုံးပြန့်နှံ့သွားတယ်။ရှောင်းရင်ကျဲရဲ့မျက်နှာဖြူဖြော့သွားတယ်။ဒါပေမဲ့သူ့သွေးတွေကျမစီစီးဝင်သွားတာကိုခံစားလိုက်ရတယ်။ဖြူဖြော့နေတဲ့နှုတ်ခမ်းထောက်မှာအပြုံးလေးတစ်စပေါ်လာတယ်။တကယ်ပဲငွေလေးကငါ့ကိုသဘောကျတာပဲ။အဲ့ဒီအချိန်မှာကောင်းကင်ပေါ်မှာလျှက်စီးတွေတောက်ပလာတယ်။မိုးကြိုးတန်တွေဟိမ့်ထွက်လာတယ်။ရှောင်းရင်ကျဲစိတ်ထဲတုံ့လောက်သွားတယ်။ခေါင်းကိုကြည့်လိုက်တော့တောက်ပတဲ့လျှက်စီးရောင်အောင်မှာကြီးမားတဲ့ငွေကောင်းကလှပတဲ့မိန်းကလေးတစ်ယောက်ရဲ့မျက်နှာအဖြစ်ခဏတာပြောင်းလဲသွားတယ်။ရှောင်းရင်ကျန်းအားတင်စွာစိုက်ကြည့်နေတယ်။ဒါပေမဲ့အဲ့ဒီမြင်ကွင်းကခဏလေးပဲ။လျှက်စီးကြောင်လားရှောင်းရင်ကျန်းရဲ့အကြည့်ကြောင်လား။ကျမရဲ့အသိစိတ်ကတဖြည်းဖြည်းပြောင်းဝင်လာတယ်။ရှောင်းရင်ကျန်းရဲ့ဖြူဖြော့နေတဲ့မျက်နှာကိုကြည့်လိုက်တယ်။ပြီးတော့ကိုယ့်ရဲ့ကြီးမားတဲ့ငွေကိုခန္ဓာကိုပြန်ကြည့်လိုက်တယ်။ကျမအတန်နှစ်ချက်ထုတ်လိုက်တယ်။သွေးဆုံနေတဲ့လှုပ်ရှားမှုလည်းတဖြည်းဖြည်းရပ်သွားတယ်။ဒါပေမဲ့ကျမအကြည့်ကရှောင်းရင်ကျန်းစီမှမဟုတ်ဘူး။ကောင်းကင်ဘော်ကမိုးတိမ်တွေကိုပဲစိုက်ကြည့်နေတယ်။မိုးတိမ်မဲတွေထပ်ဆူလာတယ်။နောက်တစ်စက္ကန့်မှာမိုးကြိုးကကျမစီတိုက်ရိုက်ကြလာတော့မယ်။မြန်သွားရှောင်းရင်ကျန်းကကျမပြောတာကိုနားလည်သွားတယ်။ပခုံးကိုဖိကင်ထားရင်ထည့်လိုက်တယ်။ငွေလေးနဲ့သတိပြောင်းဝင်လာပြီလား။မလို့နေလဲနာနေသေးလား။စောစောကကျမခံစားခဲ့ရတဲ့နာကျင်မှုတွေကိုသူအကုန်မြင်ခဲ့တယ်အကုန်စိတ်ပူခဲ့တယ်။စောစောကကျမသူ့ကိုတတ်ချင်ခဲ့တယ်။ကျမထင်တာကသူ့ဓာတ်နဲ့ပြန်ခုတ်လိုက်မယ်။ကျမကိုတက်ပြစ်လိုက်မယ်ထင်ထားတာ။ဒါပေမဲ့သူမလုပ်ခဲ့ဘူးအစားကနေအဆုံးထိတက်ပြစ်လို့တဲ့စိတ်တောင်မရှိခဲ့ဘူး။ကြည့်ရတာဒီသွေးပံလေးကမစိုးဘူးပဲ။ကျမရဲ့ခန္ဓာကိုယ်ကနာနေစေအရေးကုန်လဲပြီးတိုင်းအားနေတဲ့ကာလတစ်ခုရှိတတ်တယ်။အဲ့ဒီအချိန်မှာမိုးကြိုးတန်ကြီးတစ်ချက်ဟိမ့်ထွက်လာတယ်။တစ်ပင်ကြီးအတော်များများချက်ချင်းလဲကျသွားတယ်။တချို့ဆိုမီးလောင်လောင်လာတယ်။ကံကောင်းလို့ကျမနဲ့ရှောင်းရင်ကျန်ရှောင်းနိုင်ခဲ့တယ်။မဟုတ်ရင်မိုးကြိုးကဓာတ်ရိုက်ကျမတို့ပေါ်ကျသွားလိမ့်မယ်။ရှောင်းရင်ကျန်ကကျမကိုတစ်ချက်ကြည့်လိုက်တယ်။ပြီးတော့ကောင်းကင်ကိုမော့ကြည့်ရင်မျက်ခုံးကျုပ်လိုက်တယ်။မိုးတိမ်မဲတွေကဆက်ပြီးဆူလာနေတယ်။ဒီမိုးကြိုးကလည်းရှင်းရှင်းလင်းလင်းကျမကိုပြစ်မှတ်ထားတာ။ဒါဆိုဒီငွေလေးကတကယ်ပဲနှံ့တွေတကောင်လား။အရေးကုန်လဲပြီးအဆင့်တက်သွားလို့မိုးကြိုးစမ်းတက်မှုကြားရောက်လာတာလား။အဲ့ဒီအချိန်မှာမိုးကြိုးတစ်စင်းထက်ကျလာတယ်။ရှောင်းရင်ကျန်ကစိုးရိမ်သွားပြီးကျမရှိကိုခုံဝင်လာတယ်။နောက်တစ်စက္ကန့်မှာမိုးကြိုးကသူ့ကိုယ်ပေါ်တိုက်ရိုက်ကြည့်သွားတယ်။အဲ့ဒီမြင်ကွင်းကိုကျမတောင်ကြောင်သွားတယ်။အတိပြန်ဝင်လာတဲ့အချိန်ရှောင်းရင်ကျန်ရဲ့ပါးစပ်ထောင်းကသွေးတွေစီးကျနေတယ်။ကြောကင်ကအသားတွေမီးလောင်ပျက်စီးသွားတယ်။မတိမတာညောင်ဝန်းတွေပူနွေးလာတယ်။ကျမကငွေတကောင်ပဲမျက်ရည်လည်းမရှိဘူး။နှလုံးသားလည်းမရှိဘူးလို့ထင်ခဲ့တယ်။ဒါပေမဲ့ဒီခိုက်တက်မှာတကူလုံးတုံရင်နေတယ်။ရှောင်းရင်ကျန်လည်းခဏတိတ်ဆိတ်သွားတယ်။သူကိုယ်တိုင်တော်ငွေတကောင်အတွက်မိုးကြိုးဝင်ခံပေးမယ်လို့မထင်ထားခဲ့ဘူး။ကျမရဲ့စိုးရိမ်နေတဲ့အကြည့်ကိုမြင်တော့ကျမရဲ့ခေါင်းပေါ်တင်ပြီးပြောတယ်။အစိုးရိမ်နဲ့ငါအဆင်ပြေတယ်။ငါတို့မြင်သွားရမယ်။ပြီးတော့ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။နောက်ထပ်မိုးကြိုးတစ်စင်းကျန်သေးတယ်။တောင်ကူနဲ့လည်းနီးနေပြီးဒါပေမဲ့လမ်းကပိုပြီးခတ်လာတယ်။ကျမရှာလေးထုတ်လိုက်တယ်။နာကျင်နေတဲ့ခန္ဓာကိုယ်ကိုဆွဲပြီးရှောင်းရင်ကျန်ကိုလမ်းပြရေးရွှေ့သွားတယ်။နောက်ဆုံးမှာမဆောက်တဲ့တောင်ဆောင်တစ်ခုရောက်လာတယ်။အဲ့ဒီနေရာမှာအတွင်းကိုချိုင်းဝင်နေတဲ့ကြောက်ပြားလေးတစ်ခုရှိတယ်။လူတစ်ယောက်ကိုနားဖို့လုံလောက်တယ်။ရှောင်းရင်ကျန်ကကျမရဲ့ရည်ရွယ်ချက်ကိုနားလည်သွားတယ်။ဒီမိုးကြိုးကငါ့အတွက်နေကတာမန်လူသားမခံနိုင်ဘူးဒီမှာပဲနေခဲ့။ရှောင်းရင်ကျန်ကကြည့်နေတော့ကျမလှည့်ကြည့်လိုက်တယ်။ပြီးတော့ရှာလေးထုတ်ပြလိုက်တယ်။နောက်တစ်စက္ကန့်မှာအမောင်လေးကိုတိုးဝင်သွားခဲ့တယ်။တခါတော့ပြန်မကြည့်ခဲ့ဘူး။ရှောင်းရင်ကျန်ရဲ့နှလုံးသားလေးလန်သွားတယ်။မဲမောင်နေတဲ့ကောင်းကင်ကိုလျှက်စီးတန်းကြီးကထပ်မံခွဲဖောက်သွားတယ်။ကျမသွားကြည့်လိုက်တယ်။ကိုပေါ်မှာအဖြူရောင်အလင်းဆက်တွေပေါ်လာတယ်။တဖြည်းဖြည်းဆူဆီးပြီးအဖြူရောင်အလင်းလုံးကြီးတစ်ခုဖြစ်လာတယ်။တက်ဖြတ်လိုတဲ့အရှိန်ဝါတွေနဲ့ကောင်းကင်ပေါ်ကိုထိုးတက်သွားတယ်
အဲ့ဒီအလင်းလုံးနဲ့ကျလာတဲ့မိုးကြိုးတိုက်မိသွားတယ်မိဘတွေနေရာအနှံ့လွင့်စင်သွားတယ်ဒါပေမဲ့မိုးကြိုးရဲ့အင်အားကိုလုံးဝမတားနိုင်ဘူးကံကောင်းတာကဝိညာဉ်စွမ်းအားကအင်အားတစ်စိတ်တစ်ပိုင်းကိုတားဆီးပေးလိုက်တယ်မဟုတ်ရင်ကျမအခုပြဖြစ်သွားတော့ပြီတကူလုံးနာကျင်နေတယ်ဒါပေမဲ့မလုပ်နိုင်တော့ဘူးကံကောင်းတာကဒါနောက်ဆုံးမိုးကြိုးပဲအဲ့ဒီအချိန်မှာမနှမ်းမကန်းကထူးဆန်းတဲ့အတန်တစ်ခုထွက်လာတယ်ကျမတရားကိုတော့ဘီးမဆိုင်နိုင်တော့ဘူးအေးဆက်တဲ့မျက်လုံးတွေနဲ့ရှေ့ကိုလှမ်းကြည့်လိုက်တယ်ပုံမှန်ငွေတကောင်ဆိုအချိန်တိုအတွင်းလူပုံစံပြောင်းနိုင်ဖို့မဖြစ်နိုင်ဘူးကျမတီးထားတဲ့လောက်အနည်းဆုံး100ကျော်ကျင့်ကြံရမယ်ဒါပေမဲ့အခု80 90လောက်အချိန်ကိုကြောက်ဖြတ်သွားသလိုဖြစ်နေတယ်ဒီဘဝမှာကျမပါရမီရှင်ဖြစ်နေရင်တော့ဒီလောက်မြန်မြန်ဆင်းသက်ဖို့မဖြစ်နိုင်ဘူးစဉ်းစားပြီးစဉ်းစားလိုက်တော့မကြသေးခင်ကထူးခြားတဲ့အရာတစ်ခုလည်းပဲရှိတယ်အဲ့ဒါကရှောင်းရင်ကျန်အဲ့ဒီအတွေ့ကိုရောက်သွားတဲ့အချိန်ကျမစိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဒါပေမဲ့အခုလိုအတင်းကျပ်ဆင်းသက်လိုက်တဲ့အကျိုးဆက်ကလည်းကြီးမားတယ်ကျမအရန်အားနေနေပြီငွေကိုတောင်လှူရှားဖို့ဒီကုလုံးကအားရင်တွေကုန်တလောက်ဖြစ်နေတယ်ဒါပေမဲ့ဒီအတိုင်းတည်သွားပြီးတခြားသားရေးတွေရဲ့အစာဖြစ်သွားဖို့တော့လုံးဝလက်မခံနိုင်ဘူးရုတ်တရက်ကျမရဲ့မျက်လုံးတွေကျဉ်သွားတယ်အဝေးမှာမြေခွေးနီတစ်ကောင်ပေါ်လာတယ်ကိုပေါ်ကအမွေးတွေကหนีရဲနေတယ်ခြေလျားရဲ့မြေခွေးမျက်လုံးတွေထဲမှာအစိမ်းရောင်အလင်းရောင်တွေတောက်ပနေတယ်ဒါပေမဲ့နောက်မဆုတ်ဘူးအဲ့ဒီအစာကျမကိုတေချာစူးစမ်းနေတယ်ဒီခွင့်ရေးကိုအသုံးချပြီးကျမအရင်လှုပ်ရှားလိုက်တယ်သူ့ကိုစဉ်းစားချိန်တောင်မပေးဘူးကြီးမားတဲ့ငွေကိုကြီးလှုပ်ရှားသွားတယ်အမီးကြီးနဲ့ပြင်းပြင်းထန်ထန်ရိုက်ချလိုက်တယ်အားနေနေတဲ့အရေးအယောင်တစ်စက်မှမပြဘူးအမီးကြီးရောက်လာတာကိုမြင်တော့သူ့မျက်လုံးတွေတောက်ပသွားတယ်ရုတ်တရက်ခုန်ဝင်လာတယ်ဆူရှားတဲ့အဆွေတွေကကျမရဲ့အားနေချက်နေရာကိုတိုက်ရိုက်ပြစ်မှတ်ထားတယ်ဒီမြေခွေးနီကသူ့အသက်ကိုစတေးရရင်တော့ငွေသားတစ်ကြိုက်တော့ကိုက်မယ်ဆိုတဲ့ပုံစံပဲလိမ္မာပါနဲ့တဲ့မြေခွေးနီကကျမရဲ့အစိတ်အဆွေတွေကိုအချင်းချင်းရှောင်တိန်တယ်ပြီးတော့တစ်ပတ်ပြန်လှည့်ပြီးအားနေချက်နေရာကိုထပ်တိုက်ခိုက်လာတယ်ပေးရခတ်တဲ့ပိုးဟတ်လိုပဲနောက်ဆုံးမှာသူ့ဆွေတွေကျမအသားတွေဝင်သွားတယ်ဒါပေမဲ့ကျမရှောင်လိုက်လို့အားနေချက်အတိအကျကိုမကြည့်ဘူးဒါပေမဲ့သူ့ရဲ့ချွန်ထက်တဲ့လက်သေးတွေကအဲ့ဒီနေရာနာကဒဏ်ရာဟောင်းကိုပြန်ဖြဲလိုက်တယ်မြေခွေးနီကကျေနပ်စွာအော်လိုက်တယ်ပြီးတော့ခေါင်းငုံကကျမရဲ့သွေးနဲ့အသားကိုစားတောက်တော့တယ်ငွေသားကသူ့မြဲလိုချင်နေတဲ့အစာပဲအေးဆက်တဲ့အစိတ်အဆွေတွေကသူ့ခန္ဓာကိုယ်ထဲထိုးပေါက်ဝင်သွားတယ်မြေခွေးနီရဲ့မျက်လုံးတွေပြူးကျဲသွားတယ်ဒီနေ့သူအနိုင်ရမယ်လို့အပြည့်အဝယုံကြည်ထားခဲ့တယ်ဘလုံးကဒီလိုအဆုံးသတ်မယ်လို့မထင်ခဲ့ဘူးသူအပြင်းထန်ရုန်းကန်တယ်ဒါပေမဲ့နောက်ဆုံးမှာတော့အသက်ရှူတန်လုံးဝရက်သွားတယ်အားလုံးပြီးသွားတဲ့အခါကျမကောင်းလှည့်ပြီးဥတီချက်တစ်ခုကိုကြည့်လိုက်တယ်ပြီးတော့အတန်ကြဲကြဲရှာရှာအော်လိုက်တယ်မကြခင်အဲ့ဒီဘက်ကလူရဲတစ်ခုတဖြည်းဖြည်းပေါ်လာတယ်ငွေလေးကတကယ်တော်တာပဲဒါပေါ့ငါကငွေမျိုးတွေရဲ့ဘူးပေးကြီးလေရှောင်းရင်ကျက်ရဲ့အကြီးကကျမရဲ့အားနေချက်နေရာကဒဏ်ရာပေါ်ရောက်သွားတယ်မူလကဒဏ်ရာကတက်တာနေပြီဒါပေမဲ့ဒီမြေခွေးနီကြောင့်ပြန်ကွဲသွားတယ်သူ့လက်ကဖြည်းဖြည်းချင်းကျလာတယ်အားနေချက်နေရာပေါ်တင်လိုက်တယ်အဲ့ဒီအခိုက်အတန့်မှာကျမတကိုယ်လုံးတောင်ခဲသွားတယ်ရှောင်းရင်ကျက်ကငွေဘိုးပေးကြီးကိုအယိုးလို့ပြောခဲ့တာတောင်စိတ်မဆိုးနိုင်တော့ဘူးကျမကောင်းနေပြီးသူ့ကိုကြည့်လိုက်တယ်သူ့ရုပ်ရည်ကခန့်ညားနေစေဒါပေမဲ့မျက်နှာကဖြူဖြော့နေတယ်နမ်းမောင်နဲ့မျက်လုံးတွေထဲမှာဘာတွေတွေးနေမှန်းမမြင်ရဘူးတောင်တင်းနေတဲ့ကျမရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြောကျသွားတယ်နောက်ဆုံးမှာတော့သူ့လက်ကိုအဲ့ဒီနေရာမှာထားခွင့်ပေးလိုက်တယ်ဒါပေမဲ့မျက်လုံးတွေကတော့သူ့လက်ကိုပဲစိုက်ကြည့်နေတယ်ဒီခိုက်တန့်မှာကျမသူ့ကိုနည်းနည်းကိုယုံကြည်လာတယ်ကျမရဲ့အားနည်းချက်နေရာပေါ်လက်တင်ထားပြီးအသက်ရှင်နေသေးတဲ့ပထမဆုံးလူကသူပဲပြီးတော့ကျမအတွက်မိုးကြိုးဝင်ခံပေးခဲ့တဲ့ပထမဆုံးလူလည်းသူပဲဒါကြောင့်ဒီသွေးပန်လေးကိုနောင်ကြရင်ကျမကာကွယ်ပေးမယ်ရှောင်းရင်ကျန်းကကျမရဲ့ပြောင်းလဲကိုသတိထားမိသွားတယ်နှက်ခမ်းတော့မှအပြုံးတစပေါ်လာတယ်ပြီးတော့ဒဏ်ရာဆေးမှုကိုကျမရဲ့ဒဏ်ရာပေါ်ဖြုတ်ချလိုက်တယ်သူသိတယ်ကျမမှာထူးခြားတဲ့ကုသနိုင်စွမ်းရှိတယ်ဆိုတာဒါပေမဲ့အခုချိန်မှာကုသနိုင်သေးရင်ဒဏ်ရာတွေဒီလောက်ပြင်းထန်နေမှာမဟုတ်ဘူးဒီလောက်တောင်မလုံနိုင်ဖြစ်နေမှာမဟုတ်ဘူးကျမလည်းအံ့ဩသွားတယ်ကျမခဏလောက်ငြင်းပြီးရှောင်းရင်ကျန်းကိုကြည့်နေမိတယ်ဒီလူကတကယ်ယူပဲဆေးကလည်းမကြမ်းတော့တလောက်နည်းနေတာကိုကို့အတွက်တစ်ဆက်တောင်မချမ်းပဲအကုန်ကျမကိုလိမ့်ပေးလိုက်တယ်စစ်လိမ့်ပြီးသွားတော့သူ့ခန္ဓာကိုယ်နည်းနည်းရိုင်သွားတယ်အသက်ပြင်းပြင်းရှူပြီးမြေမှာထိုင်ချလိုက်တယ်ဒီမြေခွေးရေကိုပြန်တဲ့အခါယူသွားရအောင်နောက်ကျဝေးုံတစ်ထဲလှုပ်လို့ရတယ်ပြောရင်ကျမကိုတစ်ချက်ကြည့်လိုက်တယ်ပြီးတော့စောစောကမြင်ခဲ့တဲ့လူပုံစံကိုတတိယသွားပုံရတယ်ဒီနေအောင်မြေခွေးအရေဝေးုံကိုသာဝတ်လိုက်ရင်တကယ်နဲ့သမီးတယောက်လိုလှနေမှာကျမမျက်လုံးတွေတောက်သွားတယ်ဒီအကြံကကောင်းသားပဲသွေးပန်လေးရဲ့အကြံကိုသဘောကျတယ်အခုပဲဒီမြေခွေးရေမှာအနက်နည်းနည်းရှိနေတော့တိတ်မကြိုက်ဘူးဒါပေမဲ့ရှောင်းရင်ကျက်တာဒီနေအောင်ဝေးုံကိုဝတ်လိုက်ရင်တော်တော်ကြီးကောင်းမှသိကြတယ်ကျမစိတ်ကူးရင်နေတော့သူ့ရဲ့ဖြူပွေးတဲ့လက်ကောက်ဝက်ကကျမရှေ့ရောက်လာတယ်တောက်လိုက်အားပြန်ရှိလာရင်ငါတို့ပြန်ကြမယ်ကျမကောင်းမော်ပြီးသူ့ကိုကြည့်လိုက်တယ်ဒါပေမဲ့မကိုက်ဖြစ်ဘူးသူ့မျက်နှာကအရန်ဖြူနေပြီအချိန်မီလဲကျသွားနိုင်တဲ့ပုံစံမျိုးတကယ်တော့ကျမလည်းတွေးတောက်ချင်နေတယ်သွေးနှံကိုတွေးမိတာနဲ့တွားရည်တောင်ထွက်လာတယ်ဒါပေမဲ့ဘလို့မှမကိုက်ရဘူးငါတီးခံနိုင်သေးတယ်နင်မဲတောက်လိုက်နင်အားပြန်ရှိလာရင်ငါ့ကိုပြန်တည်သွားပေးနင်လည်းတည်တယ်မဟုတ်လားငါသွေးကနင့်အတွက်အကျိုးရှိတယ်လေအဲ့ဒီစကားကြတော့ကျမလန့်သွားတယ်နှလုံးပြူးပြီးသူ့ကိုကြည့်နေမိတယ်ဒီလူကဒီလောက်တောင်တတိထားမိနေတာလားဒါကိုဘာလို့ဖုံးထားရမှာလဲနင့်အတွက်ငါသွေးကထူးခြားတယ်ဆိုတာငါတတိထားမိတာကြပြီသူပြောတာကြတော့ကျမပူတော်တတိထားသွားတယ်ဒီကိစ္စကိုသူများတွေသိလို့မဖြစ်ဘူးသွေးပန်လေးကကျမပိုင်တာသူများကိုမပေးနိုင်ဘူးပြီးတော့လူသားတွေကိုလည်းအကုန်မယုံရဲဘူးတနေ့သူ့သွေးကထူးခြားတယ်ဆိုတာသိပြီးကျမကိုပြန်ချုပ်ပိုင်လာရင်ဘယ်လိုလုပ်မလဲတောက်လိုက်ငါတကယ်ပြင်ပန်းနေပြီးနင်းတောက်ပြီးရင်ငါ့ကိုပြန်တည်သွားပြီနော်သူပြောရင်းပြုံးလိုက်တယ်အဲ့ဒီနှလုံးတွေထဲမှာကျမပဲရှိနေတယ်အဲ့ဒီလိုအာယုံဆိုင်ပြီးကြည့်ခံရတာတခါမှမကြုံဘူးထူးထူးဆန်းဆန်းပြောလာတယ်ရှက်လဲရှက်တယ်လို့ဖြစ်လာတယ်နောက်ဆုံးတော့သူ့ကြည့်ကိုရှောင်လိုက်ပြီးခေါင်းငုံကလက်ကောက်ဝက်ကိုကိုက်လိုက်တယ်သွေးတွေစီးထွက်လာတာနဲ့အမျှရှောင်ရင်ကျဲရဲ့နှလုံးတွေတဖြည်းဖြည်းမိမိန်လာတယ်ခန္ဓာကိုယ်ကလည်းချက်ချင်းအားနေသွားတယ်ရုတ်တရက်ကျမအော်လိုက်မိတယ်အဲ့ဒီအတန်ကြောင့်သူ့အတိစိတ်ပြန်ဝင်လာတယ်အောက်ကိုငုံကြည့်လိုက်တော့သူ့ခြေထောက်နားမှာငွေဖြူလေးတစ်ကောင်လေးနေတာတွေ့လိုက်ရတယ်ငွေလေးနေလူပုံစံပြောင်းထားတာပြန်ပြောက်သွားပြန်ပြီလားသူ့လက်မောင်းကိုကြည့်လိုက်ပြီးတော့ကျမရဲ့မကြေမနက်ကြီးကိုမြင်သွားတယ်နောက်ဆုံးတော့မထိန်နိုင်ပဲရေလိုက်မိတော့တယ်
အဲ့ဒီအချိန်မှာကျမစိတ်ထဲထူးထူးဆန်းဆန်းဝမ်းနေသွားတယ်အခုကျမသူ့ကိုပြန်မခေါ်သွားနိုင်တော့ဘူးသွေးတောက်ပြီးတော့ခန္ဓာကိုယ်ကအများကြီးတက်တာလာတယ်ရှောင်းရင်ကျန်းကတစ်ပင်ကိုမှီပြီးဖြည်းဖြည်းချင်းထည့်လိုက်တယ်ငါ့ကိုမြင်းမြင်းဖက်ထားငါတို့အိမ်ပြန်မယ်ပြောပြီးခြေလန်းလန်းလိုက်တယ်ဒါပေမဲ့ခန္ဓာကိုယ်ရိုင်သွားပြီးလဲကြမလို့ဖြစ်သွားတယ်ကျမကသူ့လက်မောင်းပေါ်ပတ်ထားရင်သူ့လှမ်းလိုက်တဲ့ခြေလန်းတိုင်းကိုခံစားနေရတယ်လက်မောင်းကကြက်သားတွေတင်းကျပ်နေတာတုံရင်နေတာအကုန်သိတာတယ်မကြခင်သူ့ခန္ဓာကိုယ်ကအေးဆက်လာတာကိုသတိထားမိတယ်အခုဆိုကျမထက်တောင်ပိုအေးနေပြီမူလကတော့သူ့ခန္ဓာကိုယ်ကအမြဲနွေးနွေးထွေးထွေးရှိတာကျမကောင်းမော်ပြီးသူ့မျက်နှာကိုကြည့်လိုက်တယ်နှာခမ်းတွေက၆တွေ့ပြီးဖြူဖြော့နေတယ်တင်းတင်းစိတ်ထားတယ်သပင်တွေကရှုပ်ပွားပြီးမျက်နှာပေါ်ကျနေတယ်ဒါပေမဲ့အဲ့ဒီပုံစံကပဲပိုပြီးခိုင်မာတဲ့စိတ်ဓာတ်ကိုပြသနေတယ်လို့ပဲရုတ်တရက်ကျမသတိနဲ့ကောင်းထောင်လိုက်တယ်အတန်တစ်ခုရှိတယ်သတိထားရှောင်းရင်ကျန့်ခြေလန်းရက်သွားတယ်မျက်နှာမူရာကချက်ချင်းလေးနဲ့သွားတယ်ဒါပေမဲ့တိတ်မကြပဲဆက်လျှောက်ပြန်တယ်ဒီတစ်ခါတော့ခြေလန်းတွေပုံမြန်လာတယ်အလင်းလိုနေတဲ့ပုံစံမျိုးကျမနားမတာမဟုတ်ရင်ဒါဝင်ပလွေတန်ပဲခဏကြာမှဝင်ပလွေဦးတန်ကြီးကတော့တစ်ခုလုံးဟိန်းထွက်လာတယ်ကျမအမြန်ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်တစ်ပင်ကြီးတစ်ပင်ကိုတွေးလိုက်ရတယ်မပြေးနိုင်တော့ဘူးမြန်တစ်ပင်ပေါ်တက်ဝင်ပလွေတွေရောက်လာပြီရှောင်းရင်ကျန့်လည်းချက်ချင်းနားလေသွားတယ်အတက်နိုင်ဆုံးစူးစမ်းပြီးဝင်ပလွေတွေမရောက်ခင်တစ်ပင်ပေါ်တက်နိုင်ခဲ့တယ်တကိုင်းပေါ်ထိုင်ချလိုက်တာနဲ့အသက်ပြင်းပြင်းရှူနေတော့တယ်ကိုတစ်ခုလုံးချွေးအေးတွေဆိုရွှဲနေတယ်တစ်ပင်အောက်မှာတော့ဝင်ပလွေလေးကောင်ဝိုင်းထားတယ်ခေါင်းပေါ်ပြီးသူ့ကိုစိုက်ကြည့်နေကြတယ်ဒါပေမဲ့အစိုးဆုံးကရှောင်းရင်ကျန့်အဖျားတက်လာတာပဲအခြေအနေကစိုးနေပြီးသားကိုထပ်ဆိုးသွားပြန်တယ်ဒီတိုင်းသာဆက်သွားရင်သူတေချာပေါက်မခံနိုင်တော့ဘူးခဏကြာတော့သူတို့အချင်းချင်းကြည့်လိုက်ကြပြီတစ်ပင်ကိုဝင်တိုက်ဖို့စီစဉ်လာတယ်ကံကောင်းတာကကျမတို့ရွေးထားတဲ့တစ်ပင်ကအရန်ကြီးပြီးခိုင်တယ်ဒီဝင်ပလွေလေးကောင်လုံးနဲ့တော့မလဲနိုင်သေးဘူးဒါပေမဲ့ဒီတိုင်းထိုင်ဆောင်နေလို့လည်းမဖြစ်ဘူးရှောင်းရင်ကျန့်ကမေးလဲတော့မဲ့အခြေအနေရောက်နေပြီကျမရှာလေးထုတ်ပြီးသူ့ကိုကြည့်လိုက်တယ်ရှောင်းရင်ကျန့်ကကျမရဲ့အကြံကိုနားလည်သွားပုံရတယ်လက်နဲ့လှမ်းဖမ်းပြီးပြောတယ်မစင်းနဲ့အောက်မှာအန်ရည်များတယ်ငါနည်းနည်းတက်တာလားမဒီအခြေအနေကြီးနဲ့ဘာလို့အုံးမလို့လဲကျမစိတ်ထဲပြန်ပြောလိုက်တယ်ငွေလေးမှလည်းနီးလန်းရှိတယ်နော်ကျမဆင်းသွားပြီးတိုက်လိုက်မယ်အခုကိုသေးသွားတော့ကိုလှုပ်ရှားရလွယ်တယ်အစိတ်ထိုးဖို့လည်းကိုအဆင်ပြေတယ်တကောင်ကိုက်တကောင်လဲစီမယ်ရှောင်းရင်ကျန့်နှလုံးမိလိုက်တယ်ပြီးတော့ပြန်ဖွင့်တဲ့အချိန်စောစောကအားနည်းမှုတွေမရှိတော့ဘူးအစားထိုးဝင်လာတာကအေးဆက်ပြီးအန်ရည်များတဲ့အကြည့်သူရုတ်တရက်ပြုံးလိုက်တယ်ခဏဆောင်ကသူတို့ရဲ့အာယုံကိုဆွဲထားမယ်ငွေလေးနဲ့အစိတ်ကအလုပ်ဖြစ်မယ်မဟုတ်လားသူပြောရင်ဝန်ပလွေအုပ်ထဲကအကောင်ကြီးဆုံးကိုမေးဆက်ပြလိုက်တယ်အဲ့ဒီကောင်ကအခွင့်မဲ့တဒနာမရှိဘူးနင်းဆောက်လို့ရှားပြီးမှငါလုပ်မယ်တတိတော့ထားသူလက်ထဲကဓာတ်ကိုတင်းတင်းဆုပ်ကင်လိုက်တယ်ပြီးတော့ကျမကိုတစ်ချက်ကြည့်လိုက်တယ်နောက်တစ်စက္ကန့်မှာရှောင်းရင်ကျန့်တစ်ပင်ပေါ်ကနေခုန်ဆင်းသွားတယ်ဓာတ်သွားကအေးဆက်တဲ့အလင်းရောင်တောက်လာတယ်စစ်ပွဲကချက်ချင်းစတော့တယ်ပြီးတော့အရင်ဆုံးတိုက်ခိုက်တာကရှောင်းရင်ကျန့်ပဲသူပြစ်မှတ်ထားတာကဝန်ပလွေအုပ်ရဲ့အားကောင်းဆုံးကောင်းဆောင်ကျမကြည့်နေရင်ရင်တုံလာတဲ့ရှောင်းရင်ကျန့်ကအခုထိအဖျားတက်နေတော့ခန္ဓာကိုယ်မှာလည်းအားသိမ့်မကျန်တော့ဘူးဒီလိုအချိန်ဒီမှာတော့ဝန်ပလွေအုပ်နဲ့တိုက်ရဲသေးတယ်ကျမနားမလည်နိုင်ဘူးဒီအချိန်ဒီမှာတော့သူဘယ်လိုများတိုက်ခိုက်ရဲတာလဲသူ့ရဲ့လှုပ်ရှားမှုတွေကိုကြည့်ရင်အံ့ဩမိတယ်လက်ထဲကဓာတ်ကိုကင်ထားပြီးတစ်ချက်ချင်းတစ်ခွက်ချင်းမှာအတွင်းအားတွေထည့်သုံးနေတယ်ကိုပတ်လည်မှာအေးဆက်တဲ့တက်ဖြတ်လိုစိတ်တွေဝိုင်းနေတယ်အဲ့ဒီအချိန်မှာဝန်ပလွေတကောင်ခုန်အုပ်လာတယ်မိခိုးရောင်အမွေးတွေကအေးဆက်တဲ့အလင်းရောင်ထွက်နေတယ်လို့ပဲကျမချက်ချင်းခုန်ထွက်သွားတယ်ဝန်ပလွေရဲ့ကိုဘောကိုတစ်ချက်တိုက်ချလိုက်တယ်ဝန်ပလွေကဒေါသထွက်သွားပြီးကိုကိုအယိုးမူးခါရမ်းတော့တယ်ဒါပေမဲ့ကျမကတင်းငယ်ပြီးလင်းမြန်နေတော့သူဘယ်လိုပဲခါရမ်းကျမကိုမထိနိုင်ဘူးဝန်ပလွေလေးကောင်စလုံးအစိမ့်မိသွားတဲ့အချိန်ကျမကတစ်ပင်ပေါ်ပြန်တက်ပြီးသားရှောင်းရင်ကျန်းကတော့ဝန်ပလွေတွေဝိုင်းထားတဲ့ကြားမှာအလွန်ကြမ်းကျင်စွာရှောင်တိန်နေတယ်နောက်ဆုံးမှာဝန်ပလွေတကောင်ရဲ့ခေါင်းကိုနင်းပြီးပေါ့ပါတဲ့ကိုပေါ့ပညာနဲ့တစ်ပင်ပေါ်ပြန်ကုန်တက်လာတယ်ကျမရဲ့အစိတ်ကပြင်းတယ်ဒါပေမဲ့တကောင်ချင်းစီကိုတစ်ချက်ပဲကြိုက်ထားတာချက်ချင်းမလဲနိုင်သေးဘူးရှောင်းရင်ကျန်းကတကိုင်းပေါ်မှာထိုင်ချလိုက်တယ်မျက်နှာကအရန်ဖြူဖြော့နေပြီးခန္ဓာကိုယ်လည်းအားမရှိတော့ဘူးကျမစိတ်ကူလာတယ်အခုသာကျမအရင်လိုကိုကြီးပြန်ဖြစ်နိုင်ရင်သူ့ကိုချက်ချင်းတည်ပြီးအိမ်ပြန်လို့ရတယ်ကျမမျက်လုံးမိလိုက်ပြီးစိတ်ကိုငြိမ်အောင်ထားလိုက်တယ်ပတ်ဝန်းကျင်ကအရာအလုံးကိုမိပစ်လိုက်တယ်မကြခင်ဖြူဖြူလေးအလင်းဆက်တွေပတ်ဝန်းကျင်မှာပေါ်လာတယ်တဖြည်းဖြည်းနဲ့ကျမခန္ဓာကိုယ်ထဲဝင်ရောက်လာတယ်ထူးဆန်းပြီးနည်းနည်းတဲ့စွမ်းအားတစ်ခုဖြစ်ပေါ်လာတယ်ရုတ်တရက်ကျမမျက်လုံးဖွင့်လိုက်တယ်အောင်မြင်သွားပြီကျမခန္ဓာကိုယ်ကအစာပေါင်းများစွာကြီးလာတယ်အရင်ကလိုစပါးဦးငွေကြီးပုံစံပြန်ရသွားပြီကျမတစ်ပင်ပေါ်ကဆင်းလာတယ်အမီးကြီးနဲ့ရှောင်းရင်ကျန့်ကိုပိတ်ယူလိုက်တယ်ပြီးတော့အချိန်ဟုန်နဲ့ကူစီပြန်သွားလိုက်တယ်ဒီတစ်ခေါက်ကျမရဲ့အားနေကာလကတိတ်မကြဘူးနှစ်ရက်ပဲကြာတဲ့အားနေကာလပြီးသွားတော့ကျမအံ့ဩသွားတယ်ကြင်ကြံနှုံးကအရင်ထက်နှစ်ဆမြန်လာတယ်ကျမရှောင်းရင်ကျန့်ကိုကြည့်လိုက်တယ်ရတနာတစ်ခုကိုကြည့်နေတယ်လို့ပဲဒီလူကကျမပြန်မွေးဖွားလာပြီးနောက်အကြီးမားဆုံးအံ့အားသင့်စရာလက်ဆောင်ပဲကျမအတွက်ရှင်သန်မှုအရေးကြီးဆုံးကစွမ်းအားပဲအခုတော့ဒီလူရောက်လာပြီးနောက်ကျမနှစ်ပေါင်းများစွာစူးစမ်းရမယ့်အချိန်တွေအများကြီးကျော်သွားတယ်ဒါကိုတွေးလိုက်တာနဲ့ကျမပျော်လာတယ်ကိုပျော်လေးကြင်ကြံတာပုံမြန်လေးပဲနောက်ပိုင်းမှာကိုရွယ်ကိုတောင်စိတ်ကြိုက်ပြောင်းနိုင်လာတယ်ကျမအပြင်ထွက်ပြီးရေခဲတုံးတေးသေးလေးရှာလာတယ်ကိုလည်းပြန်ယူလာပြီးသူ့နှာခမ်းသားတင်ပေးလိုက်တယ်၆တွေ့နေတဲ့နှာခမ်းတွေမှာသွေးရောင်နည်းနည်းပြန်ပေါ်လာတာမြင်တော့ကျမစိတ်သက်သာရသွားတယ်ပြီးတော့ဝိညာဉ်စွမ်းအားကိုဆက်ပြီးပို့ပေးတယ်ဒဏ်ရာတွေကိုကုသပေးနေတယ်ဝိညာဉ်စွမ်းအားရဲ့အာနိသင်နဲ့သူ့ခန္ဓာကိုယ်ကဒဏ်ရာသေးသေးလေးတွေအရင်သက်သာလာတယ်ကျောကအဆိုးဆုံးဒဏ်ရာတော့အသက်အန္တရာယ်မရှိတော့ဘူးနှစ်ရက်ကြာမိနေခဲ့တဲ့ရှောင်းရင်ကျန့်နောက်ဆုံးတော့တဖြည်းဖြည်းနှလုံးဖွင့်လာတယ်ကောင်းလိုက်တာနောက်ဆုံးတော့နေနိုးလာပြီရှောင်းရင်ကျန့်ကအားနေတဲ့အတန်နဲ့မေးတယ်ငါနိုးလာပြီလားနင့်ဒဏ်ရာကရောသက်သာပြီလားသက်သာတာကြပြီးကျမကောင်းထောင်ပြီးပြန်ပြေးလိုက်တယ်ရှောင်းရင်ကျန့်ရဲ့အကြီးကကျမစီရောက်လာတယ်နင်ကကိုဘလို့ပြန်သေးလာတာလဲဒါနဲ့ဘာလို့နင်ပြန်သေးသွားပြန်တာလဲသူမေးလိုက်တော့ကျမနှခါអော်လိုက်တယ်ပြီးတော့အတစ်တွေ့ထားတဲ့စွမ်းရည်ကိုပြလိုက်တယ်ဒီလိုနဲ့ရှောင်းရင်ကျန့်ကငွေလေးတစ်ကောင်ကနေစပါးအုံးငွေကြီးဖြစ်သွားတဲ့မြင်ကွင်းကိုအတင်းကျပ်ကြည့်ရတော့တယ်သူ့နှခမ်းနောက်မှာအပြုံးလေးပေါ်လာတယ်ဒါပေမဲ့နတ်မောင်နဲ့နှလုံးတွေထဲမှာတော့ငွေစိုးမလေးတစ်ကောင်ရဲ့ပုံရိပ်ပဲထင်ဟပ်နေတယ်နင်ကသေးလဲသေးနိုင်တယ်ကြီးလဲကြီးနိုင်တယ်ဒီတော့နင့်ကိုငွေလေးလိုပဲစက်ခွန်နေတာနည်းနည်းမလိုက်ဖက်တော့ဘူး
နာမည်တစ်ခုပေးတင်နေချင်းနဲ့အဲ့ဒီစကားကြားလိုက်တာနဲ့ကျမကောင်းချက်ချင်းထောင်သွားတယ်နှစ်ခါអော်လိုက်ပြီးနှလုံးတွေလည်းတောက်ပါသွားတယ်ရှောင်းရင်ချက်ကကျမကိုလက်ပွားပေါ်တင်ထားရင်းပြုံးလိုက်တယ်ငွေလေးကဘလို့နာမည်မျိုးကြိုက်လဲဖြူစင်းတဲ့နင်းလိုအယောင်ပြီးတော့ငကားဖြစ်ဖို့စူးစမ်းနေတဲ့ငွေဒါဆိုမျိုးရိုးကိုရွှေနာမည်ကိုကြောင်းလို့ပေးမယ်ရွှေကြောင်းဘလို့လဲသဘောကျလားအဲ့ဒီစကားကြားလိုက်တဲ့အချိန်ကျမရုတ်တရက်ခေါင်းမောက်လိုက်တယ်မြင်လိုက်ရတာကချောမောတဲ့မျက်နှာတစ်ခုနှက်ခမ်းတော့မှအပြုံးလေးရှိနေတယ်ဒါပေမဲ့မျက်လုံးတွေထဲမှာတော့နတ်မောင်နဲ့ရေဝဲကြီးလိုတစ်ခုရှိနေတယ်ကျမကိုတဖြည်းဖြည်းဆွဲခေါ်နေတယ်လို့ရုံးမထွက်နိုင်တော့တယ်လို့ခံစားရတယ်ဘာဖြစ်လို့လဲနာမည်ကိုမကြိုက်ဘူးလားရှောင်းရင်ကျက်ရဲ့အတန်ကနည်းနည်းအပ်နေတယ်ဒါပေမဲ့နှွေးထွေးပြီးအလိုလိုက်တဲ့အရေးအယောင်တွေပါနေတယ်အဲ့ဒီတော့မှကျမသတိပြန်ဝင်လာတယ်သဘောကျတယ်အရန်သဘောကျတယ်ကျမသူ့လက်ချောင်းတွေကိုပတ်ရစ်လိုက်တယ်သဘောကျတယ်လားဒါဆိုနောက်ဆိုနေ့ကိုအကြောင်းလို့ခေါ်မယ်နော်ကျမဘယ်တော့မှမတွေးဘူးဒီဘဝမှာကျမကိုနာမည်အစ်စ်ပေးမဲ့သူရှိမယ်လို့ပြီးတော့အဲ့ဒီနာမည်ကအရှင်ဘဝကနာမည်နဲ့တောင်တူနေသေးတယ်ဒီလိုနဲ့လူတစ်ယောက်နဲ့ငွေတစ်ကောင်ရဲ့နေ့ရက်တွေကပျော်ရွှင်စွာဖြတ်တန်းသွားခဲ့တယ်ရှောင်းရင်ကျက်ရဲ့ဒဏ်ရာတွေလုံးဝတက်တာသွားတဲ့အချိန်စိတ်ရက်ပဲကြာသေးတယ်ဒါပေမဲ့ကျမသိတယ်သူစိတ်လုံးနေပြီအခြေအနေတွေကမမှန်တော့ဘူးအရင်တစ်ခေါက်ကပြီးနောက်တောင်ပေါ်ကိုလူတွေထက်တက်လာတယ်ဒီတစ်ခါတော့လူရည်အတွက်အများကြီးဒီသတင်းကိုကျမရဲ့ငွေသားမြေးတွေလာတင်ပြတာအဲ့ဒီလူတွေထဲမှာဒုတိယမင်းသားဆိုတဲ့လူတစ်ယောက်တောင်ပါတယ်မင်းသားကိုယ်တိုင်ရောက်လာပြီဆိုတော့ဒီတစ်ခေါက်သူတို့ရွေချက်ကရှင်းတယ်အင်းရှိမင်းသားကိုအပိသက်ဖို့ပဲဒီလိုဆိုရှောင်းရင်ကျက်မကြခင်ပြန်သွားရတော့မယ်ပြီးတော့ဘယ်သူမှမသိအောင်ပြန်ရမယ်အဲ့ဒါကြောင့်ဒဏ်ရာတက်တာနဲ့သူပြန်ဖို့ပြင်ဆင်တော့တယ်ရှောင်းရင်ကျက်ကကျမကိုကြည့်ပြီးမေးတယ်မနှက်ဖြန်တောင်းဆင်းတော့မယ်နင်ငါနဲ့လိုက်မလားပြီးတော့ခေါင်းဆောင်ပြီးအတန်တိုးတိုးနဲ့မေးပြန်တယ်ရွှေချောင်းဒီနေရာကထွက်သွားဖို့တွေးဘူးလားကျမခဏငြိမ်သွားတယ်အပြင်လောကကိုမသွားတာနှစ်ပေါင်းများစွာရှိပြီဒါဆိုသွေးပန်လေးကကျမကိုပါခေါ်သွားချင်တာလားနောက်တနေ့မနေ့ရှောင်းရင်ကျန်တောင်းဆင်းသွားတယ်ကျမလည်းဘာမှမပြောဘဲနောက်ကလိုက်သွားတယ်ဒီတစ်ခါမျိုးရဲဝင်တာအရန်ချုံးဝေတယ်သူကလမ်းမှာဖမ်းလာတဲ့ရုံကိုစားတော့ဆိုင်မှာရောင်းလိုက်တယ်ပြီးတော့အစားအစာလည်းမှာလိုက်တယ်အဲ့ဒီအချိန်လူလက်ပိုင်းအမျိုးသားတစ်ယောက်ရောက်လာတယ်သူ့မျက်လုံးတွေကကျမအပေါ်ဆူဆိုင်နေတယ်စိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့ရှောင်းရင်ကျက်ရှိမှတန်းထိုင်ချလိုက်တယ်ဒီငွေဖြူကတကယ်ရှားပါတယ်တကူလုံးဖြူစင်နေတာပဲအယောင်တစ်စက်တောင်မရောဘူးပြောရင်းတုံရင်နေတဲ့လက်နဲ့ကျမကိုလှမ်းဖမ်းပေလုပ်တယ်ရှောင်းရင်ကျက်ရဲ့မျက်လုံးတွေချက်ချင်းအေးဆက်သွားတယ်လက်ထဲကတူနဲ့ဖြက်ခနဲ့ရိုက်ချလိုက်တယ်ဖမ်းမဲ့လက်ကိုတားလိုက်တာချက်ဆိုတဲ့အတန်တောင်ထွက်သွားတယ်ကျမလည်းချက်ချင်းရှောင်းရင်ကျက်ရဲ့လက်မောင်းပေါ်ပတ်သက်သွားတယ်သူကလက်မျိုးနဲ့ကောင်းကိုဖြည်းဖြည်းပုတ်ပေးတယ်ညီနာဆိုတဲ့သဘောဒါပေမဲ့အဲ့ဒီလူကိုကြည့်တဲ့အကြည့်ကတော့အေးဆက်လွန်းတယ်ခင်ဗျားဘာတိတ်ပိန်နေလဲအဲ့ဒီလူကပြုံးလိုက်တယ်ဒီငွေကိုရောင်းမလားကျမချက်ချင်းဆွဲပြလိုက်တယ်ဒီလူကိုအရင်မကြိုက်ဘူးသူ့ကိုယ်ပေါ်မှာငွေနဲ့တွေအများကြီးရှိနေတယ်မျက်လုံးတွေကလည်းစိတ်ကပ်ပြီးကြမ်းကြုတ်တယ်ကျမကိုချင်းချောက်နေတယ်လို့ခံစားရတယ်ရှောင်းရင်ကျက်မျက်လုံးအယောင်နဲ့သွားတယ်မရောင်းဘူးအဲ့ဒီလူကမလျှော့သေးဘူးစဉ်းစားကြည့်လို့ရပါတယ်ဒီငွေကအစိတ်ပြင်းတယ်ခင်ဗျားကအိမ်မွေးတိရစ္ဆာန်လိုမွေးထားပုံရတယ်ဒါပေမဲ့ငွေဆိုတာသွေးအေးတတော်တနေ့ပြန်ကြိုက်လိုက်ရင်အသက်ကယ်ဖို့တောင်အချိန်ရမှာမဟုတ်ဘူးငွေကြောင့်အသက်ဆုံးရှုံးရမယ်ဆိုရင်အဲ့ဒီလိုအန္တရာယ်ကိုဘာလို့ယူထားမှာလဲဒီသွေးပံကကျမပိုင်တာသူကျမကိုမတက်တဲ့၍ကျမလည်းသူ့ကိုဘယ်တော့မှမကြိုက်ဘူးကျမကအဲ့ဒီငွေဖမ်းသမားကိုကြည့်ပြီးအော်လိုက်တယ်ပြီးတော့ရှောင်းရင်ကျန်းပတ်လှည့်ကြည့်လိုက်တယ်သူကျမကိုတကယ်ပဲဒီလူစီရောင်းဖြစ်မလားရှောင်းရင်ကျန်းကအေးဆေးဆေးမေးလိုက်တယ်မေးပါရစေဒီငွေကိုခင်ဗျားစီရောင်းလိုက်ရင်ဘာဖြစ်သွားမလဲကျမချက်ချင်းတောင်းခဲသွားတယ်ဘာလို့ဒီလိုမေးတာလဲသူတကယ်ပဲကျမကိုရောင်းဖို့စဉ်းစားနေတာလားငွေဖမ်းသမားပြောတာတွေကိုယုံသွားတာလားကျမကသွေးအေးတတော်မှုတနေ့ပြန်တိုက်မှာကိုစိုးရိမ်နေတာလားကျမသူ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်တယ်ဘာအဓိပ္ပာယ်ရှိလဲသိချင်လို့ဒါပေမဲ့ဘာမှဖတ်မရဘူးအဲ့ဒီခဏမှာပဲအယိုးထဲထိစိတ်ဝင်လာတဲ့အေးစက်မှုကိုခံစားလိုက်ရတယ်ကျမကသွေးအေးတတော်ပါဒါပေမဲ့အခုတော့တကယ်အေးသွားတယ်ကျမဆွဲထုတ်လိုက်တယ်ပြီးတော့သူ့လက်ကောက်ဝတ်ကိုလှည့်ကြည့်လိုက်တယ်ငွေဖမ်းသမားကဒီနေကွင်းကိုမြင်တော့မျက်လုံးတွေတောက်ပါသွားတယ်ကျမအစိတ်ထိုးလိုက်ဖို့ကိုတော့မျောနေတယ်လို့ပဲသူကအဆိုးရွားဆုံးစကားတွေကိုပြောလာတယ်တက်ပြီးတီးချီထုတ်မယ်အကျော်ဆွဲမယ်အရေးခွန်ခွာမယ်ဈေးကတော့ညှိလို့ရတယ်ဘယ်လောက်ယူမလဲထွက်သွားရုတ်တရက်ရှောင်းရင်ကျက်ရဲ့အတန်ကရေခဲတုံးလိုအေးဆက်သွားတယ်သူကငါ့ရဲ့အဖိုးတန်ဆုံးယန္တနာအစိတ်ပြင်းနေဆိုရင်တော့ငါကလေးမဆိုင်ဘူးပြီးတော့သူငါ့ကိုဘယ်တော့မှမထိခိုက်ဘူးအခုလည်းမထိခိုက်ဘူးနောက်လည်းမထိခိုက်ဘူးဒါကြောင့်နောက်တစ်ခါငါရှိမှမပေါ်လာနဲ့မဟုတ်ရင်အခုမင်းပြောခဲ့တဲ့စကားတွေကမင်းရဲ့အဆုံးသက်ဖြစ်သွားလိမ့်မယ်သူ့မျက်လုံးတွေကရေခဲထက်တောင်ပိုအေးနေတယ်ငွေဖမ်းသမားထွက်သွားပြီးတဲ့နောက်စားတော့ဆိုင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်အကြောင်းကြောက်သွားတာလားဒါမှမဟုတ်စိတ်ဆိုးသွားတာလားရှောင်းရင်ကျက်ရဲ့မျက်လုံးထောင်တွေနေနေတယ်ဒေါသကိုအတင်းဖိထားရလို့ဖြစ်တာဒါပေမဲ့ကျမကိုကြည့်တဲ့အချိန်မှာတော့အဲ့ဒီအေးစက်မှုတွေအားလုံးပျောက်သွားတယ်နှွေးထွေးတဲ့ရေကန်တကန်လိုဖြစ်သွားတယ်ကျမကတော့ညင်နေစေသူကျမကိုရောင်းတော့မယ်လို့ထင်ခဲ့တာတကယ်တော့ကျမရဲ့အစွမ်းစားနဲ့ဆိုရောင်းခံရရင်တော့အဲ့ဒီငွေဖမ်းသမားပြောသလိုအခြေအနေမျိုးရောက်မှာမဟုတ်ဘူးဒါပေမဲ့တစ္ဆာဖောက်တာကိုတော့မုန်းတယ်အရန်မုန်းတယ်အရင်ဘဝတုန်းကလူတစ်ယောက်ကိုယုံခဲ့မိလို့နောက်ဆုံးကိုဖျက်ဆီးပြီးရန်သူကိုပါအတူခေါ်ဆောင်သွားခဲ့တာသူ့ဝိညာဉ်တော်မကြံအောင်အเจ้าမှာအဲ့ဒီလိုမေးခဲ့တာငွေဖမ်းသမားလက်ထဲရောက်သွားရင်ဘာဖြစ်မလဲသိချင်လို့ပဲအခုသိသွားပြီတကယ်တနာဖို့ကောင်းတယ်ဒါကြောင့်ဘယ်တော့မှနင့်ကိုအဲ့ဒီလိုမဖြစ်စေရဘူးဘယ်အချိန်ပဲဖြစ်ဖြစ်ငါမဖြစ်စေရဘူးသူကအတန်တိုးတိုးနဲ့ပြောတယ်ဂရိပေးနေတယ်လို့ကျမမျက်လုံးလေးတစ်ချက်ခတ်လိုက်တယ်ပြီးတော့တိတ်တိတ်လေးသူ့ကိုကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့မျက်လုံးတွေထဲညှို့ဝင်သွားတယ်နှွေးထွေးတယ်နူးညံ့တယ်ချစ်ခင်ချင်တာမှုတွေနဲ့ပြည့်နေတယ်ကျမအကြည့်လွှဲလိုက်တယ်ဒါပေမဲ့စိတ်ထဲမှာတော့ပျော်ရွှင်မှုလေးတစ်ခုပေါ်လာတယ်နင်ငါ့ကိုတစ္ဆာမဖောက်တဲ့၍နောက်တစ်ချိန်ကနင့်ကိုကာကွယ်ပေးမယ်ရှောင်းရင်ကျမသိတဲ့အချိန်မှာပဲကျမလည်းကိုယ်ပတိကိုချလိုက်တယ်ဒီတော့ဒီတစ်ခေါက်မြို့တော်ကိုပြန်ရင်အเจ้าလေးငါနဲ့လိုက်ခဲ့မလားရှောင်းရင်ကျကတိုးတိုးလေးမေးတယ်သူ့စိတ်ထဲမှာတော့အเจ้าကိုတယောက်ထဲထားခဲ့ရင်ငွေဖမ်းသမားလက်ထဲကျသွားမယ်မြင်ကွင်းပေါ်လာတယ်အဲ့ဒီအတွေ့တစ်ခုပဲသူ့ရင်ထဲကအကျန်းဖက်လိုစိတ်ကိုပြန်လို့ထားစီတယ်သူမျက်လုံးမိတ်လိုက်တယ်
ပြီးတော့ပြန်ဖွင့်လိုက်တဲ့အခါအတန်ကပိုလေးနဲ့သွားတယ်စိုးရိမ်မှုတွေလည်းပါနေတယ်အเจ้าငါနဲ့အတူမြို့တော်လိုက်ခဲ့ပါငါနင့်ကိုကောက်ွယ်ခြင်းနဲ့ရမလားအเจ้าဒါဆိုသဘောတူတယ်နော်သူ့နှက်ခမ်းတော့မှအပြုံးလေးပေါ်လာတယ်ခန္ဓာကိုယ်ကအေးစက်မှုတွေလည်းပျောက်သွားပြီနေအောင်အောက်မှာရက်နေတဲ့လူတစ်ယောက်လိုနူးညံ့ပြီးတန့်ရှင်းနေတယ် ဇက်ကားကောင်းတွေကြည့်ရအောင်အကောက်လေးကိုဖော်လို့လေးလုပ်သွားကြအောင်နော်